ပဲတိုးရအောင်နော်နင်းနေကကတ်ဆိုရင်ပို့ပြီးတော့ချီးမွမ်းလို့ကောင်းတာဖြစ်တယ်အနောက်မှာဘယ်သူမှမထိုင်ဘူးဒီနေ့အကုန်လုံးရှေ့တန်းမှာထိုင်မယ်အားလုံးရှေ့ကိုတိုးလာခဲ့ကြပါအာမင်အာမင်အားလုံးကျမတို့မတ်သက်ရပြီးတော့ဒီကနေ့ကျမတို့တတထဲမှာဝိညာဉ်တော်ရဲ့တူပါရှိခြင်းခံစားဖို့ရန်အတွက်ထိုဝိညာဉ်တော်ကိုကျမတို့ခေါ်ဖိတ်နေစက္ကန့်နဲ့ရအောင်ဟာလေလုယာရှာရာရာပါ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 ဝိညာဉ်တော်ဖဖျားကိုကိုကျိုးဆိုပါ၏ဝိညာဉ်တော်ဖဖျားကိုနေရာပေးပါ၏ဝိညာဉ်တော်ဖဖျားအိနေရာရှုတော်မူပါရှင်မကိုကိုချင်းထဲမှာကိုရောလုံးတော်မူပါဟာလေလုယာကိုခေါ်ဖိတ်ကြပါ၏ဟောဒီနေရာ၌ရောက်ရှိလာတဲ့ဟောကိုရဲ့သားသမီးများရောက်ရှိတိုင်းကိုရောရဲ့တိုးထစ်ခြင်းကိုရဲ့စကားပြောခြင်းဟောကိုရောရဲ့တက်တော်ဖွင့်ပြခြင်းတွေကိုရှင်ဖဖျားခံစားရတော့ဖွင့်ပြပေးတော်မူပါဝိညာဉ်တော်ဖဖျားကိုခေါ်ဖိတ်ပါ၏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 ဟာလေလုယာရှာရာပါ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 အိုးရှာရာရာရာဒီချက်၌ကိုရောနေရာရှုတော်မူပါဖြစ်ကြောင်းအိုးကျွန်တော်ရဲ့တရားများကိုယေရှုနာမ၌ဆုတောင်းလက်ဆက်ကြရပါစေရှင်ဖဖျားအာမင်အာမင်ဒီမှာကျမ်းစာတစ်ပိုက်ဖတ်ခြင်းပဲရှင်ယောဟန်ခရစ်ဝင်အခန်းကြီး16ဝင်ငယ်23ငါအမှန်ကန်ဆိုဒီကသင်တို့ဒီငါ၏နာမကိုအမည်ပြု၍ခမဲတော်ထံမှတောင်းသမျှတို့ကိုခမဲတော်ဒီပေးတော်မူမည်အာမင်ကျမတို့ကတခုခုကိုတောင်းမယ်ဆိုလို့ရှိရင်ဘယ်သူနာမနဲ့တောင်းရမလဲဆိုလို့ရှိရင်ယေရှုနာမနဲ့ကျမတို့တောင်းတယ်ဆိုလို့ရှိရင်ဖျားခင်ကျမတို့ရဲ့ဆုတောင်းခြင်းအတန်ကိုနားယောင်းပြီးတော့အဖြစ်ပေးမယ်လို့နှုတ်ကပတ်တော်ကဖော်ပြထားတာဖြစ်တယ်အာမင်ယေရှုရဲ့နာမအဖြစ်အောင်မြင်ခြင်းနဲ့ကျမ်းမာခြင်းတွေကျမတို့သိမ့်ပါရအောင်အာမင်ယေရှုနာမဆိုဖျားခင်ကုန်တော်ကိုချီးမွမ်းရအောင်ခ
One and two kata Keke piana kata nibi Wingi wetema Wingi wetema No tamuri kusendiri Wingi wetema Wingi wetema No tamuri kusendiri Hallelujah. Believe the motiara, the kids who love me more. We ain't gone, the kids who love me more. They bien the kids who go with me. The kids you love me, mama. A chicken soul again. The kids you go with me, can't hang out there. Oh, I'm a year,
တော်ကျမတို့ကိုအမြဲတမ်းချစ်တော်မူသောခရစ်တော်ရဲ့နာမတော်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုဆင်ခြင်အောင်မေးနေထိုဒီခင်ထ၌ယေရှုတင်စကားပြောရအောင်ဖခင်ချစ်ခြင်းမေတ္တာတွေဒီကနေ့ကျွန်တော်ကျမတို့ဖခင်ရှင်တဲ့ယေရှုတင်စကားပြောရအောင်ကိုရရဲ့ချစ်ခြင်းမေတ္တာတွေကိုယေရှုတင်တယ်ကိုရပေးစခဲ့တဲ့ကိုရရဲ့တွေ့တော်တွေကိုရရဲ့တဲ့တွေကိုယေရှုတင်တယ်ဆိုတော့ Hallelujah
အတွက်ကိုကိုယေရှုတင်နေတဝူတယောက်ကမြတ်မချစ်တော်ဘူးလို့ခံစားရတဲ့ချိန်မှာပင်ကိုရဲ့ချစ်ချင်းမြတ်သားသမီးတို့ပုံမှာအစင်မြဲတယောက်တဲ့အတွက်ကြောင့်အစင်မြဲတည်တော်မူသောကိုရဲ့ချစ်ချင်းမြတ်အတွက်ကိုယေရှုတင်နေအနိုင်မဲ့သောကိုရဲ့ချစ်ချင်းမြတ်အတွက်ကိုယေရှုတင်နေဟာလေလုယာဟာလေလုယာကိုရှင်ဖဖျားဒီကနေ့ထိတိုင်အောင်ကိုရဲ့ချစ်ချင်းမြတ်နဲ့သားသမီးတို့အရောက်စီတိုင်းကိုကြည်ရှုတော်မူသောဖဖျားကိုရဲ့ယေရှုတော်နာမတော်ကိုချီးမွမ်းပါ၏ကိုရောပေးတဲ့ကျမ်းမာခြင်းကိုရောပေးတဲ့အသက်အတွက်ကိုယေရှုတင်ပါ၏နေ့တိုင်းစားဖို့တောက်ဖို့ကိုရှင်ပြင်ဆင်ပေးတဲ့အရာမြတ်အတွက်ကိုယေရှုတင်ပါ၏ဟာလေလုယာကိုချီးမွမ်းဖို့ရန်လဲကိုရှင်အကောင်းဆုံးသောခွင့်ကိုဒီနေရာမှာကိုရှင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ယေရှုတင်ပါ၏နောက်ဆုံးသောကာလမှာကိုရဲ့မျက်နှာတော်ကိုဖူးမြော်ရသောခွင့်ကိုရှင်ပေးတဲ့အတွက်ကြောင့်ကိုယေရှုတင်ပါ၏ကိုရဲ့နာမတော်ကိုချီးမွမ်းပါ၏ချီးမွမ်းခြင်းကိုခံထိုက်တော်မူသောဖခင်ဟိုးဟာလေလုယာကိုရှင်တူပါရှိချေရမြတ်အတွက်ကိုယေရှုတင်တယ်တရှင်တော်ဝင်တော်ဖခင်ဤနေရာ၌နေရာရှူတော်မူပါချီးမွမ်းကိုကိုချင်းထဲမှာတူပါရှိတော်မူသောဖခင်ဒီကနေ့ကျွန်တော်ကျမတို့ကြားရရမယ့်နှုတ်ကပတ်တော်များကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါ၏ကရိုရှင်ရောက်စီတိုင်းအတွက်ကရိုရှင်စကားဖြစ်စေတော်မူပါကရိုရှင်စကားပြောခြင်းကရိုရှင်သူထစ်ခြင်းကရိုရှင်သူပါရှိခြင်းကရိုရှင်ဖဖျားဖြစ်စေတော်မူပါယေရှုတင်ပါ၏ကရိုကျင်ရှိသေးတဲ့ချိန်တိုင်းများမှာလည်းဆက်လက်ပြီးတော့ဦးဆောင်ပါမယ့်အကြောင်းတတနဲ့ချိန်တိုင်းများယေရှုနာမနဲ့ဆုတောင်းနဲ့စက္ကန့်နဲ့ပါ၏အာမင်ဟာလေလုယာဟာလေလုယာအားလုံးကိုယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မျက်မှောက်တော်ခံစားရပါသလားခံစားရပါသလားโอเคခံစားရတယ်ဆိုလို့ရှိရင်မျက်မှောက်တော်ထဲကိုဆွဲခေါ်ပေးတဲ့ worship team များနဲ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုနောက်တစ်ခါလက်ခုပ်တီးပြီးကြိုဆိုရအောင်အာမင်โอเคအခြားသောအရာမသွားခင်မှာကျွန်မဒီနေ့နှုတ်ကပတ်တော်တနေရာလေးဖတ်ချင်တာဖြစ်တယ်ဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်1ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသင်မှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏တဲ့ဟာလေလုယာယုံကြည်ခြင်းဆိုတာပေါ့နော်ကျမတို့မမြင်ရသေးတဲ့အရာကျမတို့ရှေ့ဆက်မှာဘာဖြစ်မလဲမသိတဲ့အရာတွေကိုယုံကြည်ခြင်းနဲ့ဝန်ခံရတဲ့အရာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကျမတို့ဝန်ခံခြင်းကိုတွားရအောင်ဘုရားရှင်ကောင်းမြတ်ပါသလားကောင်းမြတ်တယ် very ကောင်းမြတ်ဟုတ်တယ်နော်အဲ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်၃ခေါက်1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်မပေါ်မှာကျွန်တော်ပေါ်မှာ1 2 3ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်မပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်မပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျမအပေါ်မှာဟာလေလုယာဆိုဖယားရှင်ကကျမတို့အပေါ်မှာပဲကောင်းမြတ်တာမဟုတ်ဘူးလက်ရှိမှာပဲကောင်းမြတ်တာမဟုတ်ဘူးအရင်ကလည်းကောင်းမြတ်ခဲ့တယ်အခုလည်းကောင်းမြတ်တယ်နောက်လည်းကောင်းမြတ်အောင်မယ်ဖယားဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ဘယ်လိုဝန်ခံရမလဲဆိုဒီတစ်ခါဖယားရှင်ကောင်းမြတ်ပါတယ်ကျမရဲ့အနာဂတ်ပေါ်မှာဟာလေလုယာယုံကြည်ခြင်းနဲ့ဝန်ခံပါဟာလေလုယာ okay ready 1 2 3ဖယားရှင်ကောင်းမြတ်ပါတယ်ကျမရဲ့အနာဂတ်ပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျမရဲ့အနာဂတ်ပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်ကျမရဲ့အနာဂတ်ပေါ်မှာโอเคနောက်ဆုံးတစ်ခုအနေနဲ့ကျမတို့ဖယားရှင်ကသူ့ရဲ့အသင်းတော်ပေါ်မှာကောင်းမြတ်တာဖြစ်တယ်ဟာလေလုယာဖယားရှင်ကောင်းမြတ်လို့ကျမတို့အခုဒီလိုအစီအစဉ်တွေရှိတာဖြစ်တယ်အစီအစဉ်တွေကျမတို့တစ်ခုပြီးတစ်ခုလုပ်နိုင်တာဖြစ်တယ်ဒါဖယားရဲ့ကောင်းမြတ်ခြင်းကြောင့်ဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့တော်လို့တက်လို့မဟုတ်ဘဲနဲ့ဖယားရှင်ရဲ့ကောင်းမြတ်ခြင်းကျေးဇူးတော်တသက်ကြောင့်ဖြစ်တယ်ဆိုတော့ကျမတို့ဝန်ခံရအောင်ဖယားရှင်ကောင်းမြတ်ပါတယ်သူ့ရဲ့အသင်းတော်ပေါ်မှာဟာလေလုယာโอเค1 2 3ဖယားရှင်ကောင်းမြတ်ပါတယ်သူ့ရဲ့အသင်းတော်ပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်သူ့ရဲ့အသင်းတော်ပေါ်မှာဖယားရှင်ကောင်းမြတ်ပါတယ်သူ့ရဲ့အသင်းတော်ပေါ်မှာအာမင်ဝင်ခွန်သွားတဲ့သားသမီးရောက်ချင်းစီရဲ့ဖယားရှင်ကောင်းချီးပေးပါစေโอเคဆိုတော့ဒီနေ့
မြန်မာစီစဉ်ဇက်စီရဲ့မြန်မာစီစဉ်ကိုပထမဆုံးရောက်လာပါတယ်ဆိုတော့ညီကိုမောင်နှမများရှိခဲ့တယ်ဆိုလို့ရှိရင်ကြိုဆိုချင်တာဖြစ်တယ်အကယ်၍ရှိခဲ့တယ်ဆိုလို့ရှိရင်ရှိတဲ့နေရာလေးမှာမတ်တရက်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှိမလားအော်ရှိပါတယ်မောင်ဟိုခဏလောက်ကျေးဇူးပြုပြီးတော့မတ်တရက်ပေးပါအောင်နော်ကိုအကူဘယ်နေရာနေလာလဲမသိဘယ်နေရာကနေလာရောက်တာလဲမသိဟုတ်ကဲ့ KLCC KLCC အော်အဝေးကြီးလားโอเคလာရောက်တာကျေးဇူးတင်ပါတယ်အခုဒီမှာပထမတစ်ခါရောက်ပြီးသွားပြီဆိုတော့နောက်တစ်ခါလာလို့ရှိရင်အကိုကဧည့်သည်မဟုတ်တော့ဘူးအိမ်ရှင်ဖြစ်သွားပြီဟုတ်ပြီနော်နောက်တစ်ခါအမြဲတမ်းလာပါဝင်လို့ရတယ်ကျမတို့အင်္ဂါနေ့မှာမြန်မာ service အမြဲတမ်း9နာရီခွဲမှာအမြဲတမ်းရှိတာဖြစ်တယ်လာရောက်ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်လို့ဆိုတော့ဒီနေ့ကျမတို့ကိုနှုတ်ကပတ်တော်ဝေမျှတော်မယ့်ဆရာကတော့ကျမတို့ယင်းနိပိသားဆရာဖြစ်တဲ့ပေါ့နော်ဆရာဟောင်လျန်းဖြစ်တယ်သူကိုလည်းကြိုဆိုချင်တာဖြစ်တယ်โอเคကျေးဇူးတင်ပါတယ်ဆရာဆိုတော့အခုကျမတို့ပေါ့နော်ကျမတို့ပေးကမ်းခြင်းပဲသွားရအောင်ဟာလေလုယာဖခင်ရဲ့နိုင်ငံတော်အတွက်ကျမတို့ပေးကမ်းခြင်းသွားရအောင်ပေးကမ်းတဲ့အခါမှာကျမတို့တည့်ရဲ့အတိုင်းပဲခရမ်းရောင်လေးတို့အဝါရောင်လေးတို့လိမ္မော်ရောင်လေးတို့အဲ့ဒါလေးပဲသွားရအောင်နော်ဆိုတော့โอเคအလူတော်ငွေသက်စက္ကပ်ဆူတောင်းပေးဖို့ဆရာမဟောက်ချင်းကိုလေးစားစွာဖိတ်ခေါ်ခြင်းနဲ့အလူတော်ငွေစက္ကပ်ကောက်ခံပေးဖို့စန်းတဲ့နဲ့ဆန်းရှိလားမသိဘူးရှိရဆိုလို့ရှိရင်ကျေးဇူးပြုပြီးဖိတ်ခေါ်ခြင်းနဲ့အလူတော်ငွေကောက်ခံနေတဲ့အချိန်မှာဂုဏ်တော်အဖြစ်ချီးမွမ်းပေးမဲ့ညီအမရှမ်နူကိုလည်းယေရှုနာမ၌သူတို့ကိုတခါတည်းယေရှုနာမ၌ဖိတ်ခေါ်ခြင်းပါတယ်လို့ခုနတဘာပတိပြောသွားတဲ့အတိုင်းပေါ့နော်ကျမတို့အချိန်ရှိပါသေးတယ်လို့ကျမတို့လက်ထဲမှာကင်ဆောင်ထားတဲ့အရာပေါ့နော်ကျမတို့ဒီနေ့ကောင်းကြီးခံစားရတဲ့အရာပေါ့နော်ကျမတို့အတွက်ပေါ့နော်ပေးလူလိုက်တာနဲ့ကျမတို့ရရှိမဲ့ကောင်းကြီးနဲ့နိုင်ရှင်ကြည့်တယ်ဆိုရင်နော်ခုနကပြောတဲ့အတိုင်းပဲကျမတို့ပြန်ပြီးမှပေါ့နော်ကျမတို့ဆင်ခြင်ရအောင်လို့နော်ဆိုတော့ကျမတို့နော်တကယ်ပဲကျမတို့ဘယ်လိုပြောမလဲအလူလျောက်နဲ့ကျမတို့ပေါ့နော်ပေးလူတဲ့အလူငွေများကိုလက်ထဲမှာစုပ်ကင်ပြီးမှကျမတို့စက္ကအနံကြရအောင်ကောင်းမြတ်ဆုံးလင်းတော်မူသောဖဖျားကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့၌ကိုရှင်ဖဖျားတခင်တာသမီတို့ကိုလွတ်ချင်းအခွင့်ကိုပေးတော့ကြောင့်ကျေးဇူးတင်တယ်ခန္ဓာကိုယ်ကိုလည်းကျမ်းမာခြင်းကိုပေးတော့ကြောင့်ကိုရောကိုကျေးဇူးတင်ပါ၏ဝိညာဉ်ကိုလည်းကျမ်းမာရှင်လန်းရတဲ့ခွင့်ကိုပေးတော့ကြောင့်ကျေးဇူးတင်ပါတယ်ဩကိုရှင်ဖဖျားယာတိဥတုဆိုဝါတော့လဲယနေ့၌ကိုရှင်ဖဖျားတခင်ကိုစာငတ်တော်တာသမီများကိုကိုရှင်ဗိမာန်တော်ကိုရှင်မျက်မှောက်တော်၌ကိုရှင်လာရောက်ရတဲ့ခွင့်ကိုပေးတော့ကြောင့်ကျေးဇူးတင်ပါတယ်။ဟောကိုရှင်နှုတ်ကပတ်တော်ထဲ၌လာသည့်အတိုင်းခတ်သိမ်းသောယာဒီကိုတော်အားဖြင့်၎င်းကိုတော်အဖို့လို့ငါအားတော်၎င်းကိုတော်အားဖြင့်၎င်းကိုရှင်ကိုတော်အတွက်တော်၎င်းကိုရှင်ပြင်ဆင်ပေးတော့အရာအတွက်ကိုကျေးဇူးတင်တယ်။ယနေ့၌ကိုရှင်ဖဖျားသခင်သားသမီးတို့ဒီလဲကိုတော်အားဖြင့်ကိုတော်အဖို့လို့ငါဖြစ်တော့ကြောင့်ကိုကျေးဇူးတင်တယ်။ကိုရှင်အတွက်ပြန်လဲပြီးမှပေးလူတော့အလူဘန္တာများကိုလည်းကိုရှင်လက်ဝဲ၌စကအနံပါ၏။ရလူတော်ငွေများတုံးပြတဲ့နေရာရောက်ရှိတဲ့နေရာတိုင်း၌ကိုရှင်ဘုန်းတော်ထင်ရှားစေတော်မူပါ။ဟောကိုရှင်ဖဖျားမကြမ်းမာတော့သူများကြမ်းမာခြင်းကိုရှင်ချီနှောင်ခြင်းအမျိုးမျိုးကိုခံစားရတော့သူများကိုလည်းလွတ်မြောက်အခွင့်ကိုပေးတနာတော်မူပါကိုရှင်ဘုန်းတော်ထင်ရှားသောအလူငွေများဖြစ်စေတော်မူပါကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းယေရှုနာမ၌ဆုတောင်းစကအနံပါ၏အာမင်ဟာလေလုယာကျေးဇူးတော်ဆိုရတဲ့ချင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းချင်ပါတယ်
Jesusတော်ချီးမွမ်းလို့မဆုံးနိုင်တဲ့ယေရှုတော်နေရဲ့တိုင်းပြည့်စုံတဲ့ယေရှုတော်ဘဝတစ်လျှောက်လုံးအတွက်ကိုလေယေရှုတရားရဲ့အတွက်မကုန်ခံဘူးကွယ်ယေရှုတော်ဘာနဲ့မှမလဲနိုင်တဲ့ယေရှုတော်သူနိုင်လို့မရနိုင်တဲ့ယေရှုတော်ဘဝတဲ့နဲ့ရှင်ကရဲ့အသွေးသွန်းပြီးဝဲတဲ့သခင်ဖရာချစ်ပေအစမပြေခဲ့ကြုံတာလေယေရှုတော်လိုရမရချိန်မှလေယေရှုတင်နေအောင်မြင်ခြင်းတွေကြုံတွေ့ခဲ့တာတွေအတူချပြီးတော့ချီးမွမ်းကနေပါမယ်အရာရာပြည့်စုံကြုံရလေယေရှုတော်ပဲထာဝရအသက်ပိုင်ရရှိစေတဲ့အခါမဲ့ရရှိခဲ့ခြင်းပဲကွယ်ယေရှုတော်ချီးမွမ်းလို့မဆုံးနိုင်တဲ့ယေရှုတော်နေရဲ့တိုင်းပြည့်စုံတဲ့ယေရှုတော်ဘဝတစ်လျှောက်လုံးအတွက်ကိုလေယေရှုတရားရဲ့အတွက်မကုန်ခံဘူးကွယ်ယေရှုတော်ဘာနဲ့မှမလဲနိုင်တဲ့ယေရှုတော်သူနိုင်လို့မရနိုင်တဲ့ယေရှုတော်ဘဝတဲ့နဲ့ရှင်ကရဲ့အသွေးသွန်းပြီးဝဲတဲ့သခင်ဖရာချစ်ပေအစမပြေခဲ့ကြုံတာလေယေရှုတော်လိုရမရချိန်မှလေယေရှုတင်နေအောင်မြင်ခြင်းတွေကြုံတွေ့ခဲ့တာတွေအတူချပြီးတော့ချီးမွမ်းကနေပါမယ်အရာရာပြည့်စုံနေလေကြုံရလေယေရှုတော်ပဲထာဝရသက်ပိုင်ရရှိစေတဲ့အခါမဲ့ရရှိခဲ့ခြင်းပဲကွယ်အစမပြေခဲ့ကြုံတာလေယေရှုတော်လိုရမရချိန်မှလေယေရှုအောင်မြင်ခြင်းတွေကြုံတွေ့ခဲ့တာတွေအတူချပြီးတော့ချီးမွမ်းကနေပါမယ်အရာရာပြည့်စုံနေလေယေရှုတော်ဝေဒနာများကြုံရလေယေရှုတော်ပဲထာဝရအသက်ပိုင်ရရှိစေတဲ့အခါမဲ့ရရှိခဲ့ခြင်းပဲကွယ်
န်ချူချူလေးနဲ့ဖះရဲ့ဂုဏ်တော်ကိုချီးမွမ်းပေးတဲ့ဟိုရှမ်နုကိုကျေးဇူးတင်တယ်အလူငွေကောက်ခံပေးတဲ့ညီကိုမောင်နှမနဲ့အလူငွေဆက်ကပ်ပေးတဲ့ဆမဟောက်ချင်းကိုလေးကျေးဇူးတင်တယ်တကယ်ကျေးဇူးတော်ပဲပေါ့နော်ကျမတို့တခါကြလို့ရှင်ကျမတို့လူတွေကလေဘာဖြစ်လဲဆိုတော့ဒုက္ခကြုံတွေ့တဲ့အခါတခုခုအစင်မပြေတာကြုံတွေ့တဲ့အခါဖះကပေးခဲ့တဲ့ကျေးဇူးတွေအကုန်လုံးမေ့ပြီးတော့ကိုရောဘာဖြစ်လို့လဲတခုခုမကောင်းတာဘယ်လိုပြောရမလဲဒုက္ခနဲ့ကြုံတွေ့ရပြီဆိုရှင်အမြဲတမ်း question ထုတ်တယ်ပေါ့နော်ကျွန်မကိုရောဘာလို့လဲဒါပေမဲ့ကိုအဲ့ဒီဖျားပြုတ်ခဲ့တဲ့ကျေးဇူးတော်တွေကိုကြတော့ကျွန်မတို့ကျေးဇူးတင်ဖို့မေ့တတ်တယ်ပေါ့နော်ဆိုတော့ဒီကနေ့ဒီမှာရှိနေတဲ့သူတွေဖျားရှင်ရဲ့ကောင်းမြတ်ခြင်းတွေကိုအမြဲတမ်းကျေးဇူးတင်တတ်တော့သူတွေဖြစ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေအာမင်ဆိုတော့ဒီနေ့ထမင်းစားလာကြလားမသိဘူးထမင်းစားလာကြလားထမင်းစားတော့ဘာဖြစ်လဲဘိုက်ဝတယ်ဘိုက်ဝတော့ဘာဖြစ်လဲအားရှိတယ်ဟုတ်တယ်နော်အားရှိတယ်ဆိုတော့ကျမတို့ယုံကြည်သူဆိုတာထမင်းစားပြီးဘိုက်ဝအားရှိနေုံပဲမရဘူးဝိညာဉ်ခွန်အားရှိဖို့လဲလိုတယ်ဟာလေလုယာဆိုတော့ကျမတို့ကိုဒီနေ့ဝိညာဉ်ခွန်အားပေးမဲ့ဆရာဟန်လျက်နဲ့တကွသူ့ကိုအသုံးပြုမဲ့တိုက်ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်တီးပြအားရပါရကြိုးဆိုကြရအောင်ကျေးဇူးအများကြီးတင်ပါတယ်ရောက်တိုင်းဖျားကောင်းချီးပေးပါစေကျွန်တော်ဒီနေ့မှာတပါပတိလုပ်ဖို့ဟိုကမှာလုပ်မယ်လို့မထင်လိုက်မိဘူးဘာကြောင့်လဲဆိုတော့အရင်ဘက်ကပဲသူတို့ရဲ့နာကြီးအဖေရဲ့နာကြီးကိစ္စနဲ့သူမတ်တရက်နိုင်ပါမလားဆိုတာဒါပေမဲ့သူကတက်ကြွကြွဖြက်လက်ပြုံဆွင်နဲ့ဖြစ်တဲ့ခါဒီအဲမှာတော်တော်လေးစိတ်ချမ်းသာမိတယ်ဆိုတာဥစ္စာပြောချင်ပါတယ်ဟိုကမ်တို့ညီကိုမောင်နှမများအားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့အခုနဘေးကန်းချင်းနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါကျကျွန်တော်နည်းနည်းစိတ်ထဲမှာပေါ်လာတဲ့စကားရှိပါတယ်များကျဲလို့ကျွန်တော်ပြောရင်ပရိသတ်တွေကများရိတ်လို့ပြောပြပါအရှိကကျွန်တော်ပြောတဲ့စကားကိုအားလုံးနားထောင်ပြီးမှအနောက်ကလိုက်ပြောပြပါများကျဲကျဲလေးပြောရအောင်များကျဲနည်းကျဲတခါတလေကျဲခဏကျဲတလတခါကျဲမမေ့တယ်နော်ဟာလေလုယာအဲ့ဒါကိုမှတ်ထားပါအလူငွေကိုလည်းကျွန်တော်တပတ်တခါကျဲရင်ဘာဖြစ်မလဲတပတ်တခါရဲရမယ်အာမင်တခါတော့ကျွန်တော်မယုံကြည်သူတယောက်နဲ့စကားပြောပါကဲငီကိုရိုးလို့ဘယ်ဖျောက်ကိုကိုွယ်လဲလို့ကျွန်တော်ပြောတယ်ကျွန်တော်ပြောတဲ့ခါကျတော့သူကဘာပြောလဲဆိုတော့ဆရာရဲ့တဲ့ကျွန်တော်တို့ဖျားမကိုးကွယ်ဘူးတဲ့ဒါဆိုရင်ဘာကိုးကွယ်လဲလို့ပြောတာတရားကိုးကွယ်တယ်တဲ့နော်ဖျားမကိုးကွယ်ဘူးတဲ့တရားကိုးကွယ်တယ်တဲ့ဒါနဲ့ကျွန်တော်နည်းနည်းထူးဆန်းတယ်ကွာကဲကျွန်တော်စကားလုံးတစ်ခုမှတ်ထားရအောင်ကျွန်တော်ပြောပြီးပြီဆိုရင်ပြန်မေးမယ်ဖျားဆိုတာကိုးကွယ်ဖို့ဖြစ်ပါတယ်တရားဆိုတာကလိုက်လျှောက်ဖို့ဖြစ်ပါတယ်ကဲကျွန်တော်ဖျားဆိုတာလို့ပြောရင်ကိုးကွယ်ဖို့လို့ပြောရအောင်ဖျားဆိုတာကိုးကွယ်ဖို့တရားဆိုတာလိုက်လျှောက်ဖို့โอเคကျွန်တော်ဒါဆိုရင်ကျွန်တော်ဘာဖြစ်လို့သူတို့ကဖျားကိုမကိုးကွယ်ဘဲနဲ့တရားကိုကိုးကွယ်တယ်လေအားလုံးမှတ်ထားပါဖျားကိုဘာဖြစ်လို့မကိုးကွယ်လဲဆိုရင်ဖျားကမမြဲဘူးဖျားကသင်္ခါရဘာဖြစ်လို့တရားကိုကိုးကွယ်လဲဆိုရင်တရားကမြဲတယ်ဒါပေမဲ့မှတ်ထားပါဖယားမမြဲရင်တရားမမြဲဘူးဖယားမမြဲရင်တရားမမြဲဘူးကဲလို့ချင်းလို့နဲ့ပြောဖယားမမဲရင်မြဲတာမဟုတ်မဲရင်နော်တရားလည်းမမဲဘူးโอเคနာကြည့်စရာလေးဖြစ်တော့ပြောတာโอเคဒါဆိုရင်ကျွန်တော်ဖယားကဘာဖြစ်လို့မမြဲတာလဲတရားကဘာဖြစ်လို့မြဲတာလဲစဉ်းစားကြည့်ဖယားတပါပွင့်ရင်သူဟောတဲ့တရားကဘာလဲချစ်ပါခွင့်လွတ်ပါစိတ်ရှိပါတီးခတ်ပါနောက်တပါပွင့်လဲချစ်ပါခွင့်လွတ်ပါစိတ်ရှိပါတီးခတ်ပါနောက်တပါပွင့်လဲချစ်ပါခွင့်လွတ်ပါစိတ်ရှိပါတီးခတ်ပါပွင့်တဲ့ဖယားတိုင်းဟောတဲ့တရားကအတူတူဖြစ်တဲ့အတွက်ကြောင့်တရားမြဲတယ်လို့ပြောတာဖြစ်တယ်တရားမြဲသလားမမြဲဘူးလားဥပမာလေးပြောရအောင်
Jesse ရဲ့အတင်းတော်ကဖခင်เจ้าကြီးကြီးလူချင်းနေဖခင်เจ้าငါးခါလဲလူချင်းနေဒါနဲ့2026ခုနှစ်ကျန်ဖခင်เจ้าကြီးကြီး9နိုင်တယ်ဆိုရင်တွေ့တယ်ဆိုရင်တနစ်စာကျွန်တော်ပေးမယ်လို့2026အတွက်နော်ဆရာလွန်ဘွိုင်းတို့ဆရာထန်းတာတို့ဆရာဒေးဗစ်တို့တက်ကြော့တလားမနေနဲ့ဆရာဟန်လေးကိုကြည့်ရတာလဲ boss ရုပ်နော်ရုပ်ကကြည့်ရင်တော့တထေးရုပ်နော်ဒါပြင်မဲ့ပိုက်ဆံအိတ်ကြည့်ရင်တော့အစင်မပြေဘူးနော်โอเคဒါနဲ့ဒီကလူတွေကတော်တော်လေးကိုအားရတယ်အိမ်ဒီယုံကြည်ခြင်းနဲ့လိုက်ရှာကြတယ်တကယ်လဲတွေ့ခါနေပြီဒါနဲ့အဲ့ဒီချိန်မှာဆရာဟန်လျန်ဖြစ်တဲ့သူကကား accident လို့အဖအိမ်တော်ပြန်သွားပြီဒါနဲ့အိမ်ငါးကလည်းအိမ်ငါးတာလည်းတွေ့နေပြီစာချုပ်မယ်အိမ်ငါးခပေးရတော့ဖះเจ้าငါးခပါဒါနဲ့အဲ့ဒီချိန်မှာဆရာဟန်လျန်အဖအိမ်တော်ပြန်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဆယ်လျန်ဘွိုင်းတို့ဆရာထန်းတာတို့ကအရာဝမ်းနေကြပြီးတော့ငိုကြဒါနဲ့ဒီအဖွဲတွေကလူတွေကတိတယ်ကြည့်တယ်ဟာအဲ့ဒီဆရာတွေကဆရာဟန်လျန်တော်တော်ချစ်တာပဲနော်တကယ်ချစ်တာမဟုတ်ဘူးပိုက်ဆံမရတော့လို့ဘာဖြစ်လို့လဲဂတိပေးတဲ့လူကမရှိတော့ပိုက်ဆံသွားပြီပြီးသွားပြီပိုက်ဆံမရတော့ဒါကြောင့်ဒီကနေ့ဖယားမရှိရင်တရားလည်းမရှိဘူးဖယားမမြဲရင်တရားလည်းမမြဲဘူးโอเคနောက်တစ်ခုကျွန်တော်ပြောရအောင်ဥပမာလေးယောက်ျားနဲ့မိန်းမအိမ်ထောင်ပြုတ်ပြီဆိုရင်စာချုပ်ရဒါနဲ့စာချုပ်လဲချုပ်ပြီးရောအဘော်တွေအကုန်လုံးပြီး10နှစ်လောက်ကြာသွားတယ်ဒါနဲ့မိန်းကလေးဖြစ်သူကဘာဖြစ်လဲဆိုတော့ cycle accident လို့တေးသွားလက်ထဲမှာတော့စာချုပ်ကကောင်းလေးပလတ်စတစ်လောင်းထားတယ်တေးချရှိဒါပြီးမဲ့မိန်းမမရှိတော့တဲ့အတွက်ကြောင့်ဒီစာချုပ်ကအလကားအကျုံးမဝင်တော့ဒါနဲ့သူရောက်ခခတီးဒီလေတားရဲ့နင်းမမျောမနေနဲ့တော့တခြားအိမ်ထောင်ပြုတ်လိုက်တော့တားလည်းတက်ငယ်သေးတာပဲမျောလင်းစရာရှိပါသေးတယ်ဆိုရင်တော့သူလည်းတက်ကြွချက်ပါဘာကြောင့်သူကတက်ကြွနဲ့အဲ့လိုမျိုးလုပ်တာလဲဆိုရင်သူ့မိန်းမမရှိတော့ဘူးစာချုပ်လည်းအကျုံးမဝင်တော့ပြောမယ်ဆိုရင်အဲ့ဒီစာချုပ်ဘယ်လောက်ထိအကျုံးမဝင်လဲဆိုတော့နတ်ချီတုပ်ဖို့တော့မှအကျုံးမဝင်ဘူးတကယ်လို့တော့တုတ်ကြည့်ပါလားဒီစက်ကိုထူနဲ့တော့တုတ်ကြည့်ပါလားတွေးပါထွက်မယ်အဲ့ဒါတုတ်ဖို့ကဒါနဲ့ပဲရတာနုဖတ်နဲ့ပဲရတာเนาะအဆင်မပြေဘူးကျွန်တော်ပြောချင်တာကအဲ့ဒီစာချုပ်ကပြောမယ်ဆိုရင်မိန်းမမရှိတော့ဘူးဆိုရင်စာချုပ်လည်းအကျုံးမဝင်တယ်သူနည်းလည်းကောင်းမယ်ကျွန်တော်ဖယားမရှိရင် तू ဟောတဲ့တရား तू ပေးတဲ့ဂတိကလည်းအချင်းကြီးပဲဘယ်သူတာဝန်ယူမှာလဲအားလုံးလိုက်ရှူရအောင်ကောင်းကင်နဲ့မြည်ကြီးမတည်တော့လေဘာလဲလဲဘယ်သူပြောလဲဖယားပြောတဲ့စကားဘာကြောင့်လဲ तू အမြဲရှိတယ်အာမင် तू ကထာဝရဖယားဖြစ်တဲ့ဘုရားဘုန်းကြီးပါစေအာမင်ဒါကြောင့်ကျွန်တော်တို့ဒီကနေ့ဖယားသခင်ကဲဒါဆိုရင်တခြင်းတပုတ်ဆိုမလားယေရှုရဲ့အသွေးတော်လုံလောက်တယ် music တမရအဆင်ပြေလားမသိဘူးနော်အလုံးထလာပြီကြပါချက်ဖာမဖြစ်ကြဘူးတို့တွေကျွန်တော်အဲ့ဒီတခြင်းတိတ်မရလို့တို့အားကိုးပါတယ်ဆိုတော့ထလာမလားဆိုချစ်တော့ငောင်းပဲငယ်โอเคအလုံးမတထရခဏလေးကျွန်တော်တို့ music တို့ကလည်းလည်းလုပ်တဲ့အချိန်မှာဒီကနေ့ကျွန်တော်တို့ရဲ့အပြစ်လွတ်ပေးတာကယေရှုအသွေးတော်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်အသွေးတော်ကြောင့်ဝင်ငါမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီအသွေးတော်ကိုဒီတခြင်းတည်ဆူနေတဲ့အချိန်မှာဘာကြောင့်ယေရှုအသွေးတော်ကထာဝရအတွက်လုံလောက်တာလဲ
ဘာကြောင့်ယေရှုသွေးတော်ကငါတို့ကိုမိုးပွင့်ကဲ့သို့ဖြူစင်စေနိုင်တာလဲဆိုပြီးမှသွေးပြီးမှစဉ်းစားပြီးမှသိဆိုရအောင်ကဲစရအောင်အလွန်ကောင်းတဲ့ music တမများဖျားကောင်းချီးပေးပါစေအားလုံးပြန်ထရအောင်အိုးအေးကျွန်တော်ပြောဖို့မေ့သွားတယ် sorry ဟေဘယာဩရစာအခန်းကြီး9အငယ်20နှစ်ဟေဘယာဩရစာအခန်းကြီး9အငယ်20နှစ်ပညာတရားတိုက်ခတ်သိမ်းသောအရာတို့ကိုကုံမတတ်အတွေ့အဖြစ်စင်ကြယ်စီတတ်၏အသွေးမသွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိအသွေးမသွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိဖတ်တော်ရဲ့နှုတ်ကပတ်တော်အရောက်တိုက်အတွက်ဖျားရှင်ကောင်းချီးချပေးပါစေဇောမအခန်းကြီး3အငယ်26ဇောမအခန်းကြီး3အငယ်26လွန်ခဲ့ပြီးသောဒုစရိုက်များကိုအပြစ်များကိုမတ်တော်မမူရာတွင်ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေခြင်းကယခုကာလဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှားစေ၍
ယေရှုကိုယုံကြည်သောသူတို့၏အပြစ်ကိုလွတ်တော်မူတော်လေတရားသဖြင့်ပြုတော်မူခြင်းငါ၎င်းယေရှုခရစ်၏အသွေးတော်ကိုယုံကြည်ခြင်းအပြင်သူခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငါခံထားတော်မူပြီဟာလေလုယာစာတန်ကဘာကြောင့်ယေရှုရဲ့အသွေးတော်ကိုကြောက်တာလဲဗျာဒိတ်ကျမ်းခန်းကြီး7နှစ်ထဲမှာနိညမပြတ်ငါတို့ကိုပြစ်တင်ဝေဖန်ရှုတ်ချတော်စာတန်ကိုငါတို့ကယေရှုအသွေးတော်ဖြင့်အနိုင်ယူရတာဖြစ်တယ်ပြီးတော့အဲ့ဒီအသွေးတော်ကပဲကျွန်တော်ကိုဘာဖြစ်လဲဆိုတော့ဒီရစ်ပလင်ပေါ်မှာမတ်တရက်ရဲအောင်ကိုငီမစားပေးတာဖြစ်တယ်ဟေဘရဲစာထဲမှာဘယ်လိုရေးထားလဲဆိုတော့ငါတို့ကတန်ရှင်းရာပလင်တော်ကိုရဲဝန်းစွာတူးဝင်ချင်းကတ်နိုင်ဖို့ရန်တဲ့အသွေးတော်ကြောင့်ငါတို့ရဲဝန်းစွာတူးဝင်ချင်းကတ်နိုင်တယ်ဒါဆိုရင်ဒီအသွေးတော်ဘယ်လောက်ထိတန်ဖိုးရှိလဲတနည်းပြောမယ်ဆိုရင်လောကစကားနဲ့ပြောမယ်ဆိုရင်ဒီအသွေးတော်ကဘာမဟုတ်လို့လဲအရင်ဆုံးဒီလိုမျိုးusually ဒါမှမဟုတ်လောကီစကားလောကစကားနဲ့ဘာမဟုတ်လို့လဲအဲ့ဒီသွေးတော်အဲ့လောက်ထိအရင်ဆုံးတွေးကြည့်ရအောင်ကြောက်ပြီဆာလံ51အပိုက်ငယ်9ကိုထပ်ပြီးတော့ဖတ်ရအောင်ကျမ်းစာဒီနေ့ကျွန်တော်များများဖတ်မှာဖြစ်တဲ့တော့ကြောင့်နော်ကျမ်းစာအုပ်မပိုင်တော့မတ်ဆိုးတွေလည်းများများအစင်တင်လောက်ထားပြီပါအကျွန်ုပ်ဒီမွေးစာကပင်အပြစ်ပါလျက်ရှိပါ၏အမိဝန်ထဲမှာပရိတရေယူစင်ပင်အပြစ်ဆွဲပါ၏ကဲဒါဆိုရင်ဒီလိုကြည့်ရအောင်အပြစ်ပဲအစအေဒင်ဟွန်ထဲကကျွန်တော်သားကဘာလုပ်လဲဆိုတော့အင်္ဂလိပ်စကားရယ်ချင်းစကားရယ်ပြီးတော့မြန်မာစကားရယ်မာနီရှိလို့ကြောက်လေလေမာနီရှိလို့ဆိုတာမာနီမရှိဘူးပိုက်ဆံမရှိဘူးဆိုမာနီရှိလို့ဆိုပြီးသွားပြီနော်အေဒင်ဟွန်ထဲကစာချင်းလို့ ਨੇ okay ကျွန်တော်တို့ကအခုအရင်တော့ကျွန်တော်မြန်မာလိုပြောရင်ကဲ့ရဲ့ချင်းခံရတယ်နော်ကျွန်တော်တို့ကျွန်တော်ချင်းလူမျိုးတွေဆိုရင်အများတော့အဖြစ်ကဲ့ရဲ့ချင်းခံကြတယ်ဒါကြောင့်ကျွန်တော်မပြောရဲကြဘူးမားမှလည်းကြောက်ကြတယ်ကျွန်တော်သားကဘာပြောလဲဆိုပပတဲ့ချင်းတွေကားတဲ့အနန့်ကြားတယ်လို့ဘာဖြစ်လို့ပြောလဲကျွန်တော်မေးချင်းဒီကနှာခေါင်းနဲ့မရှူဘဲနဲ့နားနဲ့ရှူလို့နေမှာပေါ့လို့ပြောလာအမမကျွန်တော်ပြောမှန်းသိတယ်ကျွန်တော်သားကဘာဖြစ်လို့လဲဆိုကျွန်တော်အနန့်ကြားတယ်လို့ပြောတာဟုတ်ဘာဖြစ်လို့လဲဆိုရင်ချင်းလူကိုမြန်မာလိုဘာသာပြအနန့်ကြားတယ်အကိမဇာအချီချန်ကအနန့်ကြားဟိကြောက်လဲလေဒီဒါကြောင့်ကျွန်တော်တို့ကသူများတွေဟာတာလို့တယ်ရင်ကလက်ဖိတ်ဆိုင်မှာထိုင်တော့ဘန်ဇာတူငါဘယ်လောက်ရောက်လဲရလားဘယ်လောက်ကြလဲလုံးမပြောဘဲနဲ့ဘယ်လောက်ရောက်လဲโอเคအဲ့ဒါကြောင့်ကျွန်တော်တို့ကမားဖို့မကြောက်ပါနဲ့เนาะအဆင်ပြေပါတယ်ကျွန်တော်တို့ဟိုအရင်တုန်းကပြောဘူးတလားတော့မသိဘူးပြင်တစ်ကျွန်တော်ဘိုးဘေးတွေကဘာလုပ်လဲဆိုတော့ပြင်တစ်နိုင်ငံမှာစစ်ကိုသွားကြပြန်လာတဲ့အခါကျသူတို့ကအင်္ဂလိပ်စကားပြောတတ်လားဆိုတော့မပြောတတ်ဘူးလို့လည်းမပြောချင်ဘူးပြောတတ်တယ်တဲ့ I want so I want to I told my own back ဆိုတာကသူတို့ကအင်္ဂလိပ်လိုပြောတာပေါ့နော်ပြောတတ်ပြောပါအရေးမကြီးဘူးနော်သူကအခုမလေးကျွန်တော်ဟိုအရင်ကပေါ့နော်အခုတော့ဆုံးသွားပါပြီအဲ့ဒီအိုလီဂျီယာဘာပြောလဲဆိုတော့မလေးရဲ့အင်္ဂလိပ်စကားတဲ့ဒီလိုတဲ့ usually ပဲတဲ့အရန်လွယ်တယ်တဲ့မနေ့ပြန် boss လာမယ်မင်းတို့လုပ်တဲ့ဒီပရိဘောဂတွေကမကောင်းဘူးလို့ပြောချင်တာ tomorrow the boss come no good မနေ့ပြန် boss လာမယ်မကောင်းဘူးအတိတ်ပြအဲ့လိုမျိုးပေါက်သွားတယ်အမှန်မှာတော့မနေ့ပြန် boss လာမယ်မင်းတို့လုပ်တဲ့လက်ရာတွေမကောင်းဘူးပြန်လုပ်တေချာလုပ်လို့ပြောချင်တာ tomorrow the boss come no good okay ဇီဆရာပဲတော့ဒါမှပြောတော့ okay ကျွန်တော်တရားပိုက်ကိုကျွန်တော်မရောက်ပါဘူးလို့เนาะဒါကျွန်တော်တစ်ခါကြာရင်လည်းတရားဟောဆရာတွေလူဆွမ်းတော်ဖြစ်တတ်တယ်ပေါ့เนาะ
Okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာဗာတွေ့ရလဲဆိုတော့အမိဝန်းထဲကနေပြီးမှပရိတ်တွေဆွဲယူတယ်ကဲဟုတ်ကဲ့အပြစ်ဘယ်အစားလဲဆိုတော့ကျွန်တော်ပြောရအောင်ဇာကုတ်အခန်းကြီး1ငယ်15ထဲမှာအနောက်ကနေလိုက်ဆိုပြီးပါတတ်မဲ့ခြင်းဒီပရိတ်တွေဆွဲယူ၍တတ်မဲ့ sorry ဒုစရိုက်ကိုဖွာတတ်၏ဒုစရိုက်ဒီပြည့်စုံသောအခါတေခြင်းကိုဖွာတတ်၏ကဲတတ်မဲ့ခြင်းကဘာဖြစ်ပွားစေလဲဒုစရိုက်ဒုဆိုတာကနှစ်ခုပြောတာဖြစ်တယ်စရိုက်ဆိုတာကအကျင့်ကိုပြောချင်တာဖြစ်တယ်ဒုစရိုက်လို့ပြောတဲ့အခါမှာအကျင့်နှမျိုးပဲထွက်လာတယ်တတ်မဲ့ခြင်းစိတ်ထဲကထွက်တာကဲစိတ်ထဲကမြန်မာလိုနဲ့ပြောမယ်ဆိုရင်ကာယကံဝစီကံမနောကံမနောဆိုတာစိတ်ဒါပေမဲ့ဗာလဲမနောကထုတ်တဲ့အရာဘုံအောင်တယ်မဟုတ်ဘူးနော်မနောဆိုတာငါကဘုံအောင်တယ်ဆိုတော့ငါအကျွေးပြန်တောင်းနေအောင်မယ်9000ပြန်တောင်းမယ်နော်โอเคဒီမနောထဲကနေထွက်လာတာကနှစ်ခုထုတ်တယ်တဲ့ကာယကံဝစီကံဘယ်ကထွက်လဲမနောကထွက်တာကဲမနောကထွက်တဲ့ကာယကံဝစီကံကကျမ်းစာအရာငါတို့ပြောမယ်ဆိုရင်ဒုစရိုက်အကျင့်နှမျိုးအဲ့ဒါကဘာလဲနှုတ်နဲ့ပြစ်မှာခြင်းကဲဟုတ်ပြီကျွန်တော်တခုမေးကြည့်ခြင်းနဲ့အရက်တောက်တာကနှုတ်နဲ့ပြစ်မှာခြင်းလားကိုထီလျောက်ပြစ်မှာခြင်းလားအရက်တောက်တာလေပတ်စံနဲ့တောက်တယ်မဟုတ်လားဒါပေမဲ့အဲ့ဒါကကိုထီလျောက်လို့ခေါ်ပါတယ်ဘာကြောင့်လဲဆိုတော့နှုတ်နဲ့ပြစ်မှာခြင်းဆိုစကားကိုပြောတာလိန်တဲ့ညာရဲဆူဒါရဲ့မကောင်းပါဘူးကွယ်ဖျားသခင်လည်းမကြိုက်မိဘဆရာလည်းမကြိုက်ဆွေမျိုးတွေရောတငယ်ချင်းတွေရောအားလုံးကကွယ်မကြိုက်ကျွန်တော်ငယ်တုန်းက Sunday School တခြင်းဆိုတဲ့တခြင်းနော်ကျွန်တော်လိုပဲနည်းနည်းဘယ်လိုခေါ်မလဲover တဲ့လူကပဲတီးတယ်နော်နည်းနည်းခံทักရတိတ်မတီးဘူးပေါ့နော် Okay ဒါဆိုရင်ကျွန်တော်အပြစ်ကဘယ်အစလဲဆိုတော့မနောကစတာဖြစ်တယ်ကဲအဲ့ဒီမနောကဘယ်အစလဲအမိဝန်ထဲမှာပရိတ္တိဆွဲယူစင်တယ်မနောဒါဆိုရင်အဲ့ဒီမနောဆိုတာကအမိဝန်ထဲမှာစတာဖြစ်တဲ့ကျွန်တော်တနည်းစကားနဲ့အားလုံးနားလည်အောင်ပြောမယ်ဆိုရင်ဘီဇမွေးရပါဘီဇလို့ခေါ်တာကဲအဲ့ဒီဘီဇဘယ်အစလဲနော်အပြစ်ကိုခွာဆွဲထုတ်ရအောင်ဘီဇဘယ်အစအာဒံနဲ့အေဝကနေစတာဖြစ်ပါတယ်ကဲပြီဇောမအခန်းကြီး9အငယ်7အနောက်ကနေလိုက်ဆိုပြပါအကြောင်းမူကားတယောက်တော့သူအဖြစ်ဤလောကတို့အပြစ်တရားဒီဝင်လာဒီနဲ့အငီတေချင်းတရားဒီဝင်လာဤတယောက်တော့သူဆိုတာဘယ်သူဖြစ်မလားတေချာလားအာဒံကလောကမှာရှိပြီးသားနော်ဟယ်လိုတယောက်တော့သူဆိုတာဘယ်သူဖြစ်မလဲအာဒံလို့ပြောတယ်နော်အာဒံကလောကမှာရှိပြီးသားဝင်လာတယ်ဆိုကြတဲ့ကအာဒံကရှိပြီးသားလေကြိုးဆိုလက်ခံသူကအာဒံနဲ့အေဝပဲစာတန်ကဲဟုတ်ပြီစာတန်ကဘာအပြစ်ကိုလောကကိုတည်လာတာလဲစာတန်ရဲ့နာမည်ကနော်စာတန်ရဲ့နာမည်ကသိချင်တာတော့စာတန်ရဲ့နာမည်ကဘာလဲအဲ့ဒါလူစီဖာဆိုကျွန်တော်ကရမ်းကြောက်ရတယ်အတကယ်လူစီဖာရဲ့အတိတ်ဘယ်ကပါလဲနာနဲ့တာမိုးတောက်ကျဲအိုးဇင်းဆိုဇဲနာနဲ့တာမိုးတောက်ကျဲဆိုအိုးဇင်းဆိုအရမ်းမိုက်တယ်နော်ဟုတ်ပြီဒါဆိုနာနဲ့တာမိုးတောက်ကျဲကဘာကြောင့်သူကစာတန်ဖြစ်သွားလဲဆိုတော့ဖယားဖြစ်ခြင်းလို့ဖယားပုဂ္ဂနာဟေရှေယအခန်းကြီး14အငယ်7 73ဒါနဲ့အဲ့ဒီစာတန်ကဘာလုပ်လဲဆိုရင်သူ့ရဲ့အထဲမှာကြံစီတယ်တဲ့မိုးကောင်းကင်ပေါ်တော့ငါတက်မယ်အမြင့်ဆုံးသောဖယားသခင်ကတော့ငါနေမယ်
မြောက်မျက်နှာအရက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မီဖယားသခင်၏ကျဲများပေါ်တော့ငါတက်မီဟုစိတ်ထဲမှာအကြံရှိလိမ့်ပြီတကားဒါဆိုရင်မနောကစတာဖြစ်တယ်ဒါနဲ့လူစီဖာကနေစာတန်ဘာဖြစ်လို့ဖြစ်သွားလဲပြောမယ်ဆိုရင်ဖယားဖြစ်ခြင်းလို့ဖယားကိုပုန်ကန်တယ်မှတ်ထားပါဘယ်သူကဖယားဖြစ်ခြင်းတာလဲလူစီဖာကဒါဆိုရင်သူကဖယားကိုဘာလို့လဲပုန်ကန်တယ်ပုန်ကန်သူဆိုတဲ့နာမည်ကိုပုန်ကန်သူဆိုတဲ့နာမည်ဘွိနာမလေးကိုရတဲ့အခါမှာစာတန်ဖြစ်သွားတယ်စာတန်ရဲ့နာမကအဲ့ဒီဘွိနာမရဲ့အနက်အဓိပ္ပာယ်ကဘာလဲပုန်ကန်သူပုန်ကန်တတ်ပြီဆိုမှတ်ထားစာတန်အပွားလေးတွေဖြစ်တယ်ဒါဆိုရင်ငါပုန်ကန်တတ်ပြီဆိုရင်အဲ့ဒီပုန်ကန်တတ်တဲ့လူကတော့တေးချတယ်ငါတို့အဘနော်မာနကလာတာโอเคဒါဆိုရင်အဲ့ဒီစာတန်ကနေပြီးမှအဲ့ဒီအပြစ်ကိုယူလာတယ်ဘာပြစ်ယူလာလဲကဲဘာလို့လဲဒီအတီးကိုစားတော့နေမှာတဲ့မင်းတို့မတည်ဘူးမျက်စိပွင့်လင်းပြီးမှဘာဖြစ်မယ်လို့ပြောလဲဖယားကဲ့သို့ဖြစ်မယ်သူယူလာတဲ့မျိုးရှိရပါလေသူကိုယ်တိုင်ရှိထားတဲ့မျိုးရှိသူကိုယ်တိုင်ကနိညညဖြစ်ချင်တဲ့အရာကိုသူယူလာတာဒီမှာသင်ခန်းစာယူရအောင်နော်မစိုးဘူးစာတန်စီမှာလည်းခွန်အားယူเสียရှိတယ်ဘာဖြစ်လို့လဲသူကိုယ်တိုင်ကနိညညဖြစ်ချင်တဲ့အရာကိုဆွဲလန်းတဲ့အရာကိုတောင်းတတဲ့အရာတစ်ခုကိုလူများပေါ်မှာတွားပြောတဲ့အခါကျတော့ဘာဖြစ်လဲထိရောက်သွားတယ်ကျွန်တော်ပြောပြမယ်အခုကျွန်တော်တို့ကိုယ်တိုင်ကလေမယုံကြည်ဘဲနဲ့တရားဟောရင်လေကိုပရိသတ်တွေကခွန်အားမရကိုထဲမှာမရှိဘဲနဲ့ကိုဟောတာအဲ့မှာစာတန်စီမတင်ခန်းစာယူစီယာနော်သူကအမြဲတမ်းငါဖျားဖြစ်ချင်တယ်အဲ့ဒါနဲ့ဘာဖြစ်လဲဖျားဖြစ်ချင်လို့ဘဝနဲ့ပါရှင်းပြီးမှသူ့ရဲ့ယာထုကနေအကြခံပြီးမှဖျားကိုပုံကပြလိုက်တာဒါနဲ့သူထီရောက်စွာနဲ့အာဒံနဲ့အေဝါနှစ်ခါပြောစရာမလိုဘူးတစ်ခါတည်းနဲ့အောင်မြင်တယ်စာရန်ကဲတော့အောင်မြင်ခြင်းလားဒါကြောင့်စာလနံပါတ်1ထဲမှာတရားတော်ကိုနိညမပြတ်စင်ခြင်းအောင်မိတော်သူဒီမင်္ဂလာရှိယေရှုကလည်းမတဲ့ထဲမှာဘယ်လိုထပ်ပြီးတော့ပြောလဲဆိုလူဒီစိတ်နှလုံးအပြည့်ရှိတဲ့အတိုင်းနှုတ်နဲ့မွတ်ဆိုတယ်လို့ဖော်ပြပြန်ပြီအာမင်ဒါနဲ့စာတန်ယူလာတဲ့အပြစ်ကဘာလဲဖယားဖြစ်ခြင်းတော့စိတ်ဖြစ်ပါတယ်အသွေးတော်ကြောင့်မပြောသေးဘူးနော်ပြောခြင်းလုံးလုံးโอเคဒီမှာနားထောင်ရအောင်စာတန်ကဖျားဖြစ်ခြင်းတဲ့မျိုးစီကိုကျဲလိုက်တယ်ပြီးတော့ပြီကဲစာတန်နာနဲ့တမှုတော့ကျဲဖျားဖြစ်ခြင်းလို့ဖျားပုံကန်တယ်ဒါနဲ့သူစာတန်ဖြစ်သွားတယ်လူဒီကဖျားဖြစ်ခြင်းလို့အတီးကိုစားတယ်ဘာဖြစ်သွားလဲအပြစ်သားဒါတော့ဒီမှာတည်မယ်လို့ပြောတော့တည်လားမတည်ဘူးငါတို့ကျမ်းစာတင်ပေးတဲ့ဆရာတွေကဘာပြောလဲတည်တယ်ဆိုတာကစာလံ90အပိုက်ငယ်4ထဲမှာသာဝရဘုရားရှိတော်နိုင်တဲ့လူရဲ့နှစ်တစ်ထောင်ဆိုတာကဖယားသခင်အတွက်တရက်ကဲ့သို့၎င်းလို့ဖော်ပြထားတာကိုရှိတော်မှာစဉ်းစားကြည့်အဲ့ဒါနဲ့အာဒံကားတဲ့930အသက်ရှင်တဲ့အတွက်ကြောင့်တဲ့ဖယားရဲ့တရက်ထဲမှာတည်တယ်ငါတို့ကျမ်းတတ်ပုဂ္ဂိုလ်တွေကအနေဖွင့်ပေးတာဒါနဲ့ဖယားနဲ့အဆက်တွေပြတ်တယ်ဆိုမပြတ်တဲ့အပြင်အငင်းခုန်ပါလို့သေးတယ်နော်ကိုတော့ပေးတဲ့မိန်းမကကျွန်တော်ကိုစားခိုင်းတယ်ကျွန်တော်လည်းစားတာပေါ့ဆိုတော့ဖယားတခင်နဲ့အငင်းခုန်ပါလို့လိုက်သေးတယ်အဆက်တွေမပြတ်ဘူးနောက်ပါရှိသေးလဲဝိညာဉ်တည်တယ်ဝိညာဉ်တည်ရင်ငါရဲဖန်ဆင်းစရာမလိုဘူးဝိညာဉ်တည်တတ်တယ်ဆိုရင်ဖယားလည်းတည်တတ်မယ်ဘာဖြစ်လို့လဲဝိညာဉ်ဆိုဖယားလိုက်စီရနေလာတာလေဝိညာဉ်မတည်တတ်လို့ထာဝရငါရဲကိုဖန်ဆင်းရတာ
ကဲဒါဆိုရင်အဲ့ဒီပိုင်းကိုခဏခောက်ထားလိုက်ဒါနဲ့လူကအပြစ်သားဖြစ်သွားတယ်ဒါဆိုရင်စားတော့နေ့မှာတည်မယ်လို့ပြောတာပါကိုပြောတာလေစားတော့နေ့မှာတည်မယ်လို့ပြောတော့အင်္ဂလိပ်လိုဖတ်ကြည့်ပါစားတော့နေ့လို့မရေးထားဘူး WHEN when စားတော့အခါတည်မယ်အတိတ်ပဲကဒီလိုနားထောင်ကြည့်ရအောင်မစားခင်မှာအာဒါနဲ့အေဝါကမတည်တတ်ဘူးစားတာနဲ့တည်တတ်တဲ့ကိုယ်ခန္ဓာဖြစ်သွားတယ်အတိတ်ပဲကတာပဲစားတော့နေ့မှာတည်တတ်သောပုဂ္ဂိုလ်ဖြစ်မယ်ဒါကြောင့်တယောက်သောသူအဖြစ်တရားတွေဝင်လာဒီနဲ့အငင်းတည်ခြင်းတရားတွေဝင်လာ၏အတိတ်ပဲကအပြစ်ရောက်လာမှပဲတည်ခြင်းဆိုတာလောကမှာရှိလာတာဖြစ်ပါโอเคဒါဆိုရင်အပြစ်ဘယ်အစလဲဆိုရင်စခိတွင်နေကင်ပန်လဲအကြည့်ဒါနာဟိုကနေစလိုက်တယ်ပြန်လာနောက်ဆုံးကြတော့စာတန်စီရောက်သွားတယ်ကဲစာတန်ရဲ့နာမည်နောက်တစ်ခုရှိသေးတယ်မာနဆိုတာဘာအိပဲလဲလူကိုလိန်လို့မူတာရဲ့အဖလို့ခေါ်တယ်စာတန်ဆိုတာဘာအိပဲလဲဖယားပုံကန်လို့ပုံကန်သူမာနဆိုတဲ့အိပဲကလိန်လေသူလက်ဖျားသူမူတာရဲ့အဖโอเคဒါဆိုရင်အဲ့ဒီအရာကိုကျွန်တော်အဓိကပြောတဲ့အကြောင်းရင်းအခုလာပြီအားလုံးနားထောင်ပါအာဒါနဲ့အေဝါအားဖြင့်မွေးလာတော်သူမန္တမြဇောမအခန်းကြီး9အငယ်16ထဲမှာပါရေးထားလဲဆိုတော့အပြစ်တရားနဲ့ဂျေဇုတရားဒီတရားစီရင်ရတဲ့အရာမှာမတူဘူးတဲ့အပြစ်တရားအရာမှာအပြစ်တစ်ခုကြောင့်ဒဏ်ခံစေကဲโอเคအပြစ်တစ်ခုကြောင့်ဒဏ်ခံစေလို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမွေးကလေးကအပြစ်တစ်ခုမှမလုတ်တတ်ရင်တောင်မှငါတို့ရဲ့ဗီဇကငါတို့ရဲ့ DNA ကပါလာလေအပြစ်ပါလာတာဖြစ်တဲ့ကြောင့်တင်းအပြစ်လုတ်မလုတ်လို့တေးချတယ်ငါရဲပဲအာဒံရဲ့အေဝါရဲ့တနည်းပြောမယ်ဆိုရင်ကြားရဲ့မရဲ့ပေါင်းဖက်ဆက်ဆံပြီးမှမွေးလာတဲ့လူမှန်ရင်အကုန်လုံးငရဲသွားရမှာဖြစ်တယ်ကဲအခုဒီအရာကိုနှလုံးသားထဲမှာတွင်ထားပါခဏနေချမ်းပြန်ဆက်မယ်ကဲဒါဆိုရင်ကျွန်တော်တစ်ခုပြောရအောင်အသွေးမတွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိဟေဗြဲအခန်းကြီး9အငယ်20နှစ်အားလုံးရွတ်ဆိုရအောင်အသွေးမတွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိဒါဆိုရင်ဤတိလလူမျိုးဒီကတိုးအသွေးနှစ်တိုင်းပို့စော်တယ်အပြစ်လွတ်လားဟယ်လိုတေချာဖြေပါတနည်းဖုံးပေးနိုင်တယ်တနည်းလွတ်ပေးတယ်မှန်လားတကယ်လားတကယ်နော်ကဲတယ်နော်မကဲဘူးနော်ဟုတ်ပြီဒီဖက်ကတော့ music သမားတွေကတော့လုံးဝကဲတယ်ပေးတယ်အသွေးကကဲဒါဆိုရင်ကျွန်တော်တခုမင်းပြရစေဒါဆိုရင်ဤတိလလူမျိုးဒီဓမ္မဟောင်းကလူဒီရဲ့ကဲတင်ရှင်ကတိုးပေါ့နော်ဟာဟုတ်တယ်တဲ့သူတို့အတွက်ဖျားမလူဘူးနည်းကျွန်တော်ပြောတာနဲ့နည်းရှုပ်ထွေးလာပြီနော်ရှုပ်ထွေးလာပြီနော်တေချာတယ်နော်မရှုပ်ပါဘူးခင်များခံယူချက်ကမပြင်းခြင်းလို့ရှုပ်တာပါကဲဒါဆိုရင်သူတို့ကတနစ်တခါအသွေးသွန်းလောင်းတဲ့အရာကအပြစ်လွတ်ပေးတယ်လို့ငါတို့ကဟောပြောကြတယ်ဆရာတရားငါတို့ဟောကြအဲ့ဒီတိုင်းလဲငါတို့ကယုံကြည်ကြတယ်โอเคတနစ်တခါနော်ဟုတ်တယ်နော်โอเคဟုတ်တယ်နော်အဲ့ဒါပတ်တခါပွဲလို့ခေါ်တယ်နော်ပတ်တခါပွဲ
pass over လို့လည်းခေါ်တယ်ကဲအဲ့ဒီပတ်တခါပွဲကိုယေရှုကငါဒီတဲ့အသေးမခံခင်အဲ့ဒီပတ်တခါပွဲကိုကျင်းပခြင်းနဲ့တင်တို့နဲ့စားခြင်းနဲ့တဲ့သူကဘာသုံးလဲတူသုံးလားမုံနဲ့စပစ်ကြီးမုံနဲ့စပစ်ကြီးပြောင်းပေးလိုက်တယ်အဲ့ဒါကိုငါတို့တလားတစ်ချိန်လှုပ်လားဒါဆိုရင်ငါတို့ရဲ့အပြစ်ကိုလွတ်ပေးလားတလားတစ်ချိန်ကိုစီကြောပေးလားတကယ်လို့များနေတော့အလုတ်ကအော့မရလို့ပွဲတော်မစားရရင်အဲ့ဒီလာတော့တင်ကနောက်တလားဆိုရင်နှစ်လစာအပြစ်တော့ထပ်သွားပြီပတ်တခါပွဲအစားပါလို့ရလဲနဲခေါမစားရတယ်လေပွဲတော်စားရတယ်နော်ပတ်တခါပွဲအစားပါလို့ရလဲနဲခေါမစားရတယ်ပွဲတော်စားရတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီပွဲတော်အတွက်တို့အတွေ့တို့အတားမတုံးတော့ဘဲနဲ့ဘာတုံးလဲမုံနဲ့စပစ်ကြီးကဲမုံနဲ့စပစ်ကြီးကငါတို့အပြစ်ကိုစီးကြောပေးလာဟဲ့ဘာတွေ့လို့လဲပုံဆောင်တယ်ဟုတ်လားတတိရတယ်အောင်မေတတိရတာโอเคဒါဆိုရင်သူ့ကိုဘာဖြစ်လို့တုံးလဲကျွန်တော်ပြောပြမယ်အဲ့ဒီကပြောပြမယ့်စကားကတော့တူတူလေးပဲဒါပေမဲ့ရှင်းပြရတာနည်းနည်းရှည်တယ်ကွာအခုနအပြစ်လွတ်တယ်လို့ပြောတယ်နော်ဟေဘရဲအခန်းကြီး30ကိုဖတ်ရအောင်အပြစ်လွတ်သလားကျွန်တော်ဟေဘရဲအခန်းကြီး30ကိုဖတ်ရအောင်ဒါပေမဲ့မရှက်နဲ့တော့မင်းတို့ရှက်ဖို့ပြောတာမဟုတ်နော်တရားကိုရှင်းလင်းစေခြင်းလို့မင်းတို့ဘက်ကိုလဲလဲပြီးတော့ပြောတာအငယ်7ကိုဖတ်ရအောင်7နှစ်ဖတ်ရအောင်ဒီနေ့တော့ယေဘရဟိမေဒီကာနိဒိုင်ဝတ်ပြုလျက်အပြစ်ကိုမဖြီနိုင်တော့ရစ်ကိုအထက်ထက်အဖန်ဖန်ပူဇော်လျက်ရက်နေရ၏ထူးတခင်မူကအပြစ်ကိုဖြီစီခြင်းကရစ်တခုတည်းကိုပူဇော်ပြီးမှစ၍ဖျားသခင်လက်ရတော်ဘက်မှအစဉ်အမြဲထိုင်၍ယေဘရဟိတို့ပြုတဲ့တိုးအသွေးကားတဲ့အပြစ်မဖြီနိုင်လို့ဘာလို့ရလဲအထက်ထက်အခါခါပူဇော်ရတယ်ဒါပြင်မဲ့ယေရှုရဲ့အသွေးတော်ကတခါတည်းပူဇော်ပြီးမှတဲ့လုံလောက်သွားပြီတဲ့အာမင်လက်ခုပ်တီးတော့သူဖျားရှင်ချီးမွမ်းကြရအောင်ဒါဆိုရင်အသွေးမတွန်းလောင်းပဲအပြစ်လွတ်ခြင်းမရှိဆိုတာကသူအသွေးပြောတာမဟုတ်ဘူးဘယ်သူအသွေးလဲယေရှုရဲ့အသွေးမတွန်းလောင်းရင်အပြစ်လွတ်ခြင်းလုံးဝမရှိပါကဲဒါဆိုရင်ဘာဖြစ်လို့သူ့ကိုပူဇော်တာသူအသွေးတွန်းလာတယ်ဒါဆိုရင်လော့တလာလို့ကျွန်တော်လောကနေရမနဲ့ကြည့်ရအောင်လောကဥပဒေတွာလာပုံနဲ့ကြည့်ရအောင်ကျွန်တော်ကခိုးတယ်အပြစ်လုပ်တယ်ရဲဒီကကျွန်တော်အိမ်မှာမွေးထားတဲ့ခွေးကိုလာမဖမ်းဘူးအပြစ်လုပ်တဲ့ဟန်လျန်ကိုပဲလာဖမ်းတယ်ခွေးကိုလာမဖမ်းဘူးအပြစ်လုပ်တာအာဒန်နဲ့အေဝအသေးခန္ဓာသူမဆိုင်လေနော်လုံးဝမဆိုင်ကြီးချမဆိုင်ကြီးချလာတာငါတလာတော့မသိဘူးโอเคမဆိုင်ဘူးလုံးဝကိုမဆိုင်ဘူးဒါဆိုရင်ဘာအတွက်တိုးကိုတွန်းလောင်းပေးတာလဲကြည်ပါတိုးကိုတတ်တဲ့အခါမှာအပြစ်မပါလို့ပြောတယ်အပြစ်မပါလို့ပြောတဲ့အခါမှာဒီခန္ဓာကိုယ်ထဲမှာအမာရွက်လုံးဝမပါဝဲဆွဲတာဝတ်ချန်ပေါက်တာမပါသူမှဝတ်ချန်တော့ရှိမလားတော့မသိဘူးနော်ဝတ်ချန်ပေါက်တာမပါနော်ဒါနဲ့တိုးကိုပူဇော်တဲ့တိုးကဘာကိုလောက်ရလာလဲဆိုတော့အပြင်ပိုင်းဆိုင်ရမှာလဲအနာအစာအပြစ်မပါရဘူးနောက်တစ်ခါကျအတွင်းပိုက်အတွက်ဘာလို့လဲဆိုတော့အခါမလဲလို့ဖော်ပြထားတယ်အခါမလဲလို့ပြောတဲ့အခါမှာအလာအိပေါင်ငယ်နေချင်လားအလာ
မိတ်မလိုက်သေးတဲ့အကောင်ကိုပြောချင်တာနော်အတိတ်ပဲကပါလဲဆိုရင်မီထုံမပါဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့ဒါကဒါဆိုရင်ဘာကိုရင်ညွန်းတယ်လဲဆိုတော့သူတို့ကအနာဂတ်မှာယေရှုလက်ဝါးကားရိုက်မှာအသေးခံဖို့ကိုမျော်လင့်ခြင်းနဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်အပြစ်လွတ်ပေးတာမဟုတ်ဘူးအပြစ်ဖုံးပေးတာမဟုတ်ဘူးငါတို့ကဒီမှာကြည့်ရအောင်ဒီဖက်ကဓမ္မဟောင်းဟိုမှာထိုင်တဲ့4ယောက်5ယောက်ကဓမ္မဟောင်းကျွန်တော်ကဓမ္မတစ်သူတို့များတယ်လေကျွန်တော်တယောက်တည်းဆိုတော့ယေရှုတခါပဲလုပ်တယ်ဒါပေမဲ့ဟိုဘက်ကလူတွေကတော့အထက်လုပ်ရတယ်တဲ့အပြစ်မလွတ်ဘူးတဲ့ဒါနဲ့ကျွန်တော်တို့ကဓမ္မတစ်ကလူကပွဲတော်စားတယ်စပြည့်ရင်နဲ့မုတ်ကိုစားတာဘာလို့ဘူးလဲလက်ဝါးကားမှာအသေးခံတဲ့ယေရှုရဲ့အသေးခံခြင်းကိုအောင်မိတာအတိတ်ကိုအောင်မိတာဟိုဘက်ကဖွဲ့တွေကအနာဂတ်ကိုမျောလင့်တာဒါပေမဲ့ဘာဖြစ်လဲကျွန်တော်တို့ရဲ့သူတို့ရဲ့မျောလင့်တာကယေရှုဖြစ်တယ်လို့ငါတို့အောင်မိတာကလည်းယေရှုပဲနှစ်ခုလုံးကအတိတ်ကောအနာဂတ်ကနော်ကျွန်တော်ဘယ်လိုခေါ်မလဲဓမ္မတစ်ကောဓမ္မဟောင်းကောသူတို့ရဲ့ကယ်တင်ရှင်ကအလယ်မှာစင်တာပြုတဲ့ယေရှုဖြစ်ပါတယ်ဖျားဘုန်းကြီးပါစေဟာလေလုယာကဲဒါကယေရှုရဲ့အသွေးတော်လှုပ်ဆောင်ခြင်းကကဲဟုတ်ပြီဒါဆိုရင်တခုဥပမာပြောရအောင်ငါတို့တနည်းကြံတူးတငယ်ပါလေအသွေးတော်တခြင်းတည်ဆူကြအဲ့ဒီအသွေးတော်ကိုတခြင်းဆူတဲ့ခါကျတော့မောစီလေတူနုံလာစာဒီငါတို့ရဲ့ခွေရလေးတာအီလမကိုင်ဒီငပါပန်မောရှိခြင်းပြောကျွန်တော်ကမုန်းတာကတော့မောရှိကိုပြည့်ညက်တမားဆိုတော့ကျွန်တော်မုန်းတာဒါမဲ့သူကပါလေအသွေးတော်တခြင်းဆူတဲ့ခါမှာဒေါ်အူလကိတမောဒဆိုမီဒေါ်အဲ့ဒါနဲ့ तू မတ်တထပြီးမှခွေရလေးတာလုံမယ်ဆိုရင်ငါအယံမုန်းတဲ့မောရှိကဘာဖြစ်လို့လာဥဆောင်ရတယ်လဲဆိုတော့တချို့တွေကနည်းနည်းမျက်မှောင်ကုတ်သွားမှာဖြစ်တယ်အဲ့ဒီချိန်မှာတော့ကျွန်တော်မောရှိကိုအယံသဘောကျတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတော့ဂမ်လိုက်တဲ့ပါလေကာအိုရေးဇာနော်ကျွန်တော်အဲ့ဒီဖွဲ့ဒီကာအိုရေးလို့ပြောရမှာဖြစ်တယ်ကဲအဲ့ဒီနေရာမှာစကားတစ်ခုကျွန်တော်ချန်အောင်ပြောအောင်မယ်ပြည့်ညက်ဆိုတာလိုက်လျှောက်ဖို့ဗါတယ်လေပြည့်ညက်ဆိုတာဂျေဇုတော်ဆိုတာယုံကြည်ဖို့ဖြစ်ပါတယ်ဂျေဇုတော်ဆိုတာဘာလို့ဖို့လဲဂါလတိအခန်းကြီးတော့ငယ်7နှစ်ထဲမှာဘယ်လိုရေးထားလဲဆိုတော့ပြည့်ညက်တရားတွေယုံကြည်ခြင်းနဲ့မဆက်ဆိုင်ပြောရအောင်ပြည့်ညက်ဆိုတာလိုက်လျှောက်ဖို့အေးမလုပ်နဲ့လေကွာငါတုံတင်တဲ့ဆရာပဲမားတယ်လို့ဖြစ်သွားမယ်ပြည့်ညက်ဆိုတာလိုက်လျှောက်ဖို့ဂျေဇုတော်ဆိုတာကယုံကြည်ဖို့ဖြစ်ပါတယ်အာမင်အားလုံးရှင်းအောင်ကျွန်တော်ပြောအောင်မယ်ပြည့်ညက်ဆိုတာကမျက်မှောက်ဘဝမှာကောင်းကြီးခံစားဖို့ဖြစ်ပါတယ်မိဘကိုယူတည်တာနဲ့တင်ငရဲကလွတ်မှာမဟုတ်ဘူးမိဘကိုယူတင်ပါရမလဲအသက်တာရှည်၍ချမ်းသာရဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ပြည့်ညက်ဆိုတာကမမုန်းပါနဲ့တင်းရဲ့ lucky number အာမင်ကိုရောကောင်းချီးပေးပါကောင်းချီးပေးပါကိုရောကောင်းချီးမပေးကိုထူတော့မယ်တေးတော့မယ်ကျွန်တော်ပြောပြမယ်ကောင်းချီးဆိုတာအဲ့လိုမျိုးတောင်းဖို့တက်မဟုတ်ဘူးကောင်းချီးဆိုတာဘယ်လိုလုပ်ရမလဲဆိုတော့ကောင်းချီးရနိုင်မဲ့နီးလန်းကိုဘုရားရှင်ကလမ်းခင်းပေးနေရှောက်ယုံပဲအဲ့ဒီလမ်းတိုင်းဆူလဲတောင်းပါရှောက်လဲရှောက်ပါနော်တရားလဲရဝမ်းလဲဝဆိုတယ်လို့မျိုးလေနော်ဆူလဲတောင်းရမယ်လိုက်ရှောက်ရမယ်နော်ကျွန်တော်ပြည့်ညက်ဆိုတာကလိုက်လျှောက်ဖို့မိဘကိုမယူတည်ဘဲနဲ့မိဘကလန်ကစားလို့မိဘကိုပါရိုက်လိုက်နော်လက်တီးနဲ့ထူးလိုက်ဒါမှမဟုတ်ဒုတ်ချော်နဲ့ထူးလိုက်အမျိုးမျိုးလုပ်ပြီးမိဘကိုမျက်ရည်ကြောင်လုပ်တဲ့လူကချမ်းသာတယ်ကြွယ်ဝတယ်ဆိုတာမရှိဘူးဒါကလောကအတွက်ဖြစ်ပါတယ်ဒါပေမဲ့ဂျေဇုတော်ဆိုတာကတမလွန်အတွက်ဖြစ်ပါတယ်အခမဲ့
ငါရဲကလွတ်ဖို့အခမဲ့ဟောင်းကပကင်းကန်ဟိဇနေဖေမာပြည်တွင်းအတွက်ဖြစ်တယ် passport ကပြည်ပအတွက်ဖြစ်တယ်ထိုနည်း၎င်းပဲပြည့်ညတ်ဆိုတာကမျက်မှောက်ဘဝအတွက်ဖြစ်ပါတယ်ဂျေဇုတော်ဆိုတာကတမလွန်အတွက်ဖြစ်ပါတယ်နားလည်ပြီလားဂျေဇုတော်ပဲနားလဲမြန်သားပဲကျွန်တော်နှစ်ပေါင်း30လောက်လေ့လာထားတာနည်းနည်းကြည့်စရာလေးလည်းဖြစ်အောင်ပြောတာပါโอเคဒါဆိုရင်ကျမ်းစာတစ်ပိုက်ထပ်ဖတ်ရအောင်ဟေဘရဲအခန်းကြီး4အငယ်15ဟေဘရဲအခန်းကြီး4အငယ်15ငါတို့ယေဘရဟိမင်းဒီငါတို့ခံရတော့ဆင်းရဲဒုက္ခများကြောင်းမကျင်နာနိုင်တော့သူမဟုတ်ငါတို့ခံရဒီနီးသူအမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းကိုခံဘူးတော်သူဖြစ်တော်လေဖြစ်တော်မူ၏တို့ရတွင်ပါတယ်လေဒုစရိုက်အပြစ်နဲ့ကင်းလွတ်တော်မူ၏ယေရှုဖယားကစုံစမ်းခြင်းငါတို့ကဲ့သို့စုံစမ်းခြင်းကိုကြုံတွေ့ခံရတော်လေသူမှာဒုစရိုက်အပြစ်မရှိဖယားဘုန်းကြီးပါစေကပောက်ကျမ်းအခန်းကြီး3ကပောက်ကျမ်းအခန်းကြီး3အငယ်15တင်နဲ့မိန်းမကို၎င်းတင်ဤအမျိုးအနွယ်နဲ့မိန်းမဤအမျိုးအနွယ်ကို၎င်းငါဒီရာညိုးဖွဲ့စီမည်သူဒီတင်ဤခေါင်းကိုကြိတ်လိမ့်မည်သူဒီသူဤတင်ဒီသူဤဖနောင်းကိုကြိတ်လိမ့်မည်ဟုမိန့်တော်မူ၏ယောက်ျားမျိုးနွယ်လို့မပြောထားဘူးမိန်းမမျိုးနွယ်လို့ပြောထားတယ်မှတ်ထားပါဤတေလလူမျိုးဒီကအမျိုးသားတိုင်းကိုဘာဖြစ်လဲအကြီးဖျားလေးခံရဘာကြောင့်လဲကောရိန္သုဩဝါစာပထမစာဆောင်အခန်းကြီး15အငယ်45ဖတ်ရအောင်ကောရိန္သုပထမစာဆောင်အခန်းကြီး15အငယ်45ကျမ်းစာလာရီကရှေးဦးစွာသောလူအဒန်ဒီအသက်ရှင်သောတတ္တဝါဖြစ်သည်ဟုလာတည်းယခုနောက်ဆုံးဖြစ်သောအာရမုကအသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်သည်ရှေးဦးစွာအာဒမ်နဲ့နောက်ဆုံးအာဒမ်အားလုံးမိခွန်းတစ်ခုမေးမယ်ကဘာပေါ်မှာမိထုံမပါဘဲနဲ့မွေးတဲ့လူဘယ်နှယောက်ရှိလဲနှစ်ယောက်တဲ့တစ်ယောက်တဲ့တစ်ယောက်ဆိုတာဘာတူလဲသခင်ယေရှုရှိအောင်မယ်တဲ့တစ်ယောက်နှစ်ယောက်လောက်တော့ရှိအောင်မယ်ဟမ်ဒီဖက်အဖွဲဒီကမှန်နေတယ်ကျွန်တော်ဒီဖက်ကကြားလာတော့မသိဘူးကျွန်တော်သူတို့ကမှန်နေတယ်ကဲလောကမှာမိထုံမပါဘဲနဲ့မွေးဖွားတဲ့လူက3ယောက်တိတိရှိပါတယ်ဘယ်သူနဲ့ဘယ်သူလဲအာရမေကဖြစ်တာလဲမိမုံနဲ့ဇီဝတက်ပေါင်းထားတာအေဝဘယ်ဖြစ်တာလဲအေဝကိုကြတော့အားလုံးကကျွန်တော်လက်ခံကြတာနန်ယူနဲ့ပဲဖန်ဆင်းတယ်တဲ့နော်အသားလည်းပါတယ်နော်ငါလည်းအသားပါတလားငါပါတလားနော်ကျွန်တော်အာဒမ်ကြတော့ဗာလဲမိမုံရဲ့ဇီဝအသက်ရဲ့ပေါင်းပြီးမှအာဒမ်ဖြစ်တယ်ညီမျှခြင်းအာဒမ်ကဲဒါဆိုရင်အေဝကြတော့နန်ယူရဲ့အသားရဲ့ပေါင်းပြီးမှညီမျှခြင်းအေဝဖြစ်လာတယ်ဒါကြောင့်အာရန်စီမှာအေဝခေါ်လာတဲ့ခါမှာအာရန်ကငါအယူထဲကအယူငါအသားထဲကအသားလို့ဂုံယူစွာနဲ့ပြောသွားတယ်ဒါပြင်မဲ့အသားနေရာယူတဲ့နေရာမဖော်ပြထားတာမင်းကလေးတွေဖယားရှင်ကာကွယ်ခြင်းလို့မဖော်ပြထားတာဖြစ်ပါတယ်ဘုရားဘုန်းကြီးပါစေအဲ့ဒီအကြောင်းကိုကျွန်တော်ပြောနေနေရှည်တယ်နောက်ကျွန်တော်တရားဟောခြင်းတစ်ပုဒ်ထဲမှာပါတယ်နော်အသားပါသလားငါပါသလားတအရာပါလေအာကစားအရာဝါဒနာပါလားโอเค
ဒါဆိုရင်ကျွန်တော်မိထုံးမပါဘဲနဲ့နောက်တစ်ယောက်မွေးဖွားပါတယ်ဘယ်သူလဲယေရှုဖြစ်ပါတယ်ကဲရှေးဦးဆိုတာအာဒမ်နောက်ဆုံးအာဒမ်လို့ပြောတာကပထမအာဒမ်အပြစ်မလုပ်တတ်ခင်အာဒမ်ကိုပြောတာဖြစ်ပါတယ်အဲ့ဒါကိုရှေးဦးဆိုတာအာဒမ်လို့ပြောတာအပြစ်မလုပ်အသီးမစားခင်အဲ့ဒီအာဒမ်ကိုပြောတာဖြစ်တယ်ဒါကလုံးဝအပြစ်ကင်းစင်တယ်နောက်တစ်ခုကျတော့ဗာလဲဆိုတော့အဲ့ဒီယေရှုဖယားကနောက်ဆုံးအာဒမ်လို့ပြောတယ်ဆိုလိုချင်တာကမိထုံးမပါဘဲနဲ့မွေးဖွားခြင်းဆိုတာဒါနောက်ဆုံးအချိန်ဖြစ်တယ်အခုနကျွန်တော်စာလန်51အပိုင်ငယ်9ထဲမှာအမိဝန်ထဲကနေပရိသေဆွဲယူစင်ပင်ဘာဖြစ်လဲအပြစ်ဒုစရိုက်ဒီပါလာတယ်တဲ့ဒါပေမဲ့ထူးဆန်းတာတစ်ခုကမိန်းမအမျိုးအနွယ်လို့ပြောတဲ့အခါမှာယောက်ျားတွေအဲ့ဒီနေရာမှာမပါဘူးစိတ်မကောင်းဘူးကွာယောက်ျားတွေအရန်ပါချင်လဲဖယားပါခွင့်မပေးတာဒါကြောင့်အကြီးဖျားလေးပစ်လိုက်ဖြတ်ပစ်လိုက်โอเคဒါဆိုညီမနားထောင်ကျမ်းစာထဲမှာလည်းအာဒံရဲ့အမျိုးအနွယ်လို့မရည်ထားဘူး။ဘာကြောင့်လဲဆိုရင်ယောက်ျားတွေကကိုယ်ဝန်ဆောင်လို့မှမရတာ။ဒါကြောင့်မိန်းမတွေလည်းယောက်ျားတွေထက်မြတ်တယ်လို့အဲ့ဒီမှာတွားမထင်မိပါနဲ့။မင်းတို့ကိုယ်ဝန်ဆောင်တတ်လို့အဲ့ဒါကြောင့်ဖယားရှင်အဲ့ဒီဘိုက်ကိုငါပေးတာ။ဂုဏ်ယူပါအာမင်။ဒါကြောင့်အဲ့ဒီမှာနောက်ဆုံးမွေးဖွားတဲ့ပုဂ္ဂိုလ်ကဘာလဲ။ယေရှုမိန်းမရဲ့မျိုးနွယ်လို့ပြောခြင်းအကြောင်းအရာကမိထုံးမပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဘုရားဘုန်းကြီးပါစေဒါကြောင့်ယေရှုရဲ့အသွေးတော်ကဘာကြောင့်မိုးပွင့်လို့ဖြူစေတာလဲအခုနကျွန်တော်ပြောတယ်ဘီဇမျိုးရိုးငါတို့ရဲ့ DNA ဘာလဲအပြစ်တစ်ခုကြောင့်ဒဏ်ခံစေအခုကယေရှုကအဲ့ဒီအပြစ်တစ်ခုမလျော်အဲ့ဒီအာဒံရဲ့အသွေးမပါလာခဲ့ဘူးအဲကြောင့်ဘာဖြစ်လဲဆိုတော့ဒုတိယအာဒံနာမမဟုတ်နောက်ဆုံးအာဒံပြောရတဲ့အကြောင်းရင်းကအဲ့ဒါဖြစ်ပါတယ်ဘုရားဘုန်းကြီးပါစေဒါကြောင့်ယေရှုရဲ့အသွေးကလုံလောက်တယ်ယေရှုရဲ့သွေးတော်ကမိုးပွင့်လို့ငါတို့ဖြူစင်စေတယ်ယေရှုရဲ့သွေးတော်ကစာတန်ကိုနိုင်ယူစေတယ်ယေရှုရဲ့သွေးတော်ကငါတို့ကိုကျမ်းမာစေတယ်ဆိုတဲ့အရာကဘာကိုပြောတယ်ယေရှုရဲ့သွေးတော်ငါတို့စီးကြောပေးနိုင်တယ်လို့ပြောတာကဓမ္မဟောင်းကျမ်းထဲမှာအကျဉ်းချင်းဖော်ပြတယ်တိုးကိုရွေးရင်အခါအမလဲအပြစ်မပါဆိုတဲ့အရာအမြဲတမ်းပါဒါကိုဘာပြောချင်တာလဲဆိုတော့မိထုံမပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲအကြောင်းဘာပြောလဲဗုဒ္ဓဘာသာမှာတော့မှလူပြိုဖယားလို့ဖော်ပြထားတာဖြစ်တယ်အာမင်ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအဲ့ဒီအသွေးတော်ကဘာကြောင့်ငါတို့ဂုဏ်ယူရတာလဲဆိုရင်မိဘနှစ်ပါးရဲ့ပေါင်းတင်ဆက်ဆံခြင်းမှာရလာတဲ့တာမဟုတ်ပဲနဲ့ဘာဖြစ်လဲဆိုရင်မိထုံမပါပဲနဲ့မွေးဖွားလာတဲ့အသွေးမုတ်လို့သူကဘာဖြစ်လဲဆိုရင်တတ်နိုင်တာဖြစ်ပါတယ်ဘုရားဘုန်းကြီးပါစေလက်ခုပ်တီတော့သူဖျားရှုံချီးမွမ်းကြရအောင်ဒါကြောင့်ငါတို့ယေရှုအသွေးတော်ကိုဂုဏ်ယူစွာချီးမွမ်းတာဒါကြောင့်ယေရှုအသွေးတော်ကိုကျွန်တော်ဝမ်းမြောက်တာအဲ့ဒီအသွေးတော်ပေါ်မှာငါတို့ဝါကြွားတာမိုးပွင့်ကဲ့သို့ဖြူစင်လိုသလားအသွေးတော်မျက်နှာတကိုးတော်ရှိအာမင်ဒါကြောင့်ကျွန်တော်အသွေးတော်မြတ်ရဲ့တကိုးကြီးခြင်းကစာတန်ကဘာကြောင့်ကြောက်လဲဆိုတော့တင်းကြီးခေါင်းကိုကြိတ်လိမ့်မယ်ဖယားဖော်ပြထားတာဖြစ်တယ်မိန်းမမျိုးနွယ်ကတင်သူ့ခေါင်းကိုကြိတ်မဲ့သူကမိထုံသွေးမပါတဲ့ယေရှုကိုဖော်ပြတာဖြစ်ပါတယ်အာမင်ဒါကြောင့်ဗျာဒိတ်ကျမ်းခန်းကြီး7နှစ်ထဲမှာစာတန်ကိုအသွေးတော်အဖြစ်ငါတို့နိုင်တဲ့အကြောင်းရင်းကဘာလဲဆိုရင်ကဘာဦးကျမ်းကဖော်ပြထားတဲ့မိန်းမမျိုးနွယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်ဘုရားဘုန်းကြီးပါစေဒါကြောင့်တရားဟောတာလည်းနည်းနည်းရှည်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပွဲတော်မင်္ဂလာသူပါဝင်ဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ခဏလေးကျွန်တော်တို့အားလုံးမျက်စိမိတ်ပြီးမှကိုရဲအသွေးတော်ဒီတကိုးကြီးတယ်ကိုရဲအသွေးတော်ဒီဖြောင့်မတ်စေတယ်ဖြူစင်စေတယ်
စာတန်ကိုအောင်စေတယ်ကျွန်တော်ကိုရဲရင်စေတယ်ဆိုပြီးမှကျွန်တော်အတန်ကိုလွန့်ပြီးမှခဏလေးကြားရတဲ့နှုတ်ကပတ်တော်ပေါ်မှာဆုတောင်းဆက်ကကြားရအောင်။အိုဟာလေလုယာဟာလေလုယာဖာထာရမြတ်စွာဘုရားကျွန်တော်အကိုရဲအသွေးတော်ဒီကျွန်တော်ကျမ်းမာစေတယ်ဖြောင်းမတ်စေတယ်။အိုခရစ်ယာန်ဖတ်ပြရဲရင်စွာပလင်တော်ထဲကိုဝင်စေတဲ့အတွက်ကြောင့်ကိုရောကိုယေရှုတင်တယ်။ကိုရဲအသွေးတော်ဖြင့်စာတန်ကိုအောင်စေတယ်။ကိုရဲအသွေးတော်ဖြင့်ကျွန်တော်ရဲ့နင်းရဲတဲ့အပြစ်များကိုမိုးပွင့်ကဲလို့ဖြူစေတဲ့အတွက်ကြောင့်ယေရှုတင်တယ်။ကျွန်တော်ကိုရဲအသွေးတော်ကြောင့်ကိုရဲအသွေးတော်ကြောင့်ကျွန်တော်ရဲ့အပြစ်များကိုလွတ်လျက်ကျွန်တော်အနာယောဂမြောက်လေငိမ့်စေတဲ့အတွက်ကြောင့်ယေရှုတင်တယ်။သူအသွေးတော်ကအပြစ်ရှိသမျှအလုပ်ကိုစီးကြောပေးတဲ့အတွက်ကြောင့်ယေရှုတင်တယ်။သူအပြစ်အားလုံးကိုလည်းကိုရရှင်ဖတ်ပြအရှိနဲ့အနောက်ဝေးကွာတကယ်တော့ကျွန်တော်နဲ့ဝေးကွာစေတဲ့အတွက်ကြောင့်ယေရှုတင်တယ်။သူအသွေးတော်ဒီယနေ့ကျွန်တော်အောင်မြင်ခြင်းသူအသွေးတော်ဒီကျွန်တော်ဝါကြွားရာသူအသွေးတော်ဒီကျွန်တော်ဝမ်းမြောက်ခြင်းသူအသွေးတော်ဒီကျွန်တော်ရဲ့ရဲရင်ခြင်းဖြစ်တော်ကြောင့်ယေရှုတင်တယ်။သူအသွေးတော်အဖြစ်ကျွန်တော်ဒီလွတ်မြောက်ခြင်းသူအသွေးတော်အဖြစ်ဖျားတာဖြစ်ရတဲ့အတွက်ကြောင့်ယေရှုတင်တယ်။ဖျားရှင်နာမတာ၍ဘုန်းကြီးပါစေ။ယေရှုရဲ့အသွေးတော်ဒီနေရာတကာမှာအောင်နိုင်ခြင်းရှိပါစေ။ယေရှုရဲ့အသွေးတော်ဒီနေရာတိုင်းမှာဖြန့်ကျက်ခြင်းခံရပါစေ။ယေရှုအသွေးတော်ဒီလူတိုင်းကမြေခိုးပါစေ။ယေရှုအသွေးတော်အဖြစ်လူတိုင်းဒီလွတ်မြောက်ကြပါစေ။ယေရှုအသွေးတော်ဖြင့်လူတိုင်းဒီကယ်တင်ခြင်းရကြပါစေ။ယေရှုအသွေးတော်ဖြင့်ဖျားနဲ့ယဉ်နေကြပါစေ။ယေရှုချီးမွမ်းလျက်ယေရှုနာမနဲ့ဆုတောင်းဆက်ကကြပါရဖထာရမြတ်စွာဘုရားအာမင်အသွေးတော်တကိုးဆိုတာကမိထုံသွေးမပါတဲ့အသွေးဟာအသွေးတော်တကိုးဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီကနေ့ကျွန်တော်အသွေးတော်ဒီထက်မကပြောမယ်ဆိုရင်ပြောစရာတော့အများရှိလိမ့်မယ်ဒါကြောင့်ဇောမအခန်းကြီး3ငွေ16ထဲမှာပြောထားလဲဆိုတော့ယေရှုရဲ့အသွေးတော်ကိုအပြစ်လွတ်အပြစ်ဖြေဖို့ရန်အတွက်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုခံထားတယ်လို့ဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်အသွေးမသွန်းလောင်းတဲ့အပြစ်လွတ်ခြင်းမရှိဆိုတာကသူ့အသွေးကအပြစ်လွတ်တာမဟုတ်ဘူး။စိတ်အသွေးတွေကအပြစ်လွတ်တာမဟုတ်ဘူး။ယေရှုရဲ့အသွေးကိုသွန်းလောင်းမှသာလျှင်အပြစ်လွတ်တာဖြစ်ပါတယ်။ဖခင်ဘုန်းကြီးပါစေ။ Okay ဒီနေ့မှကျွန်တော်ပွဲတော်စားမှာဖြစ်ပါတယ်ကျွန်တော်ပွဲတော်စားတဲ့အခါမှာဘာကြောင့်ကျွန်တော်ပွဲတော်စားတဲ့အခါမှာမုတ်ကိုအသုံးပြုရလဲအဲ့ဒီမုတ်ကိုဖယားရှင်ကယေရှုကပြောလဲငါ့ကိုဖြစ်တဲ့ယူရွေးစားကြပါတဲ့မုတ်ကိုဒါနဲ့တချို့တွေကဒီမုတ်ကိုဘာဖြစ်လဲဆိုတော့တကယ်ယေရှုရဲ့ခန္ဓာကိုယ်ဆိုပြီးမှကျေးဇူးပဲတကယ်ယေရှုရဲ့ခန္ဓာကိုယ်ဆိုပြီးမှအဲ့ဒီဟာစားပြီးတော့ပြီဆိုရင်မိကြီးကိုတူးပြီးမှဘာလို့လဲဆိုတော့တွားပစ်လိုက်တဲ့လူတွားမြုပ်တဲ့လူလည်းရှိတယ်ဒီမုတ်ကိုလေပိုရှန်တဲ့အရာငါတို့မတုံတော့တဲ့ဟာကိုတွားတွန့်လိုက်တယ်တွားမြုပ်လိုက်တယ်အဲ့လိုမျိုးလုပ်ကြတာဖြစ်တယ်เนาะအဲ့လောက်ထိလုပ်เสียမလို့ပါဘူးတချို့ဒီဟာကဈေးထဲမှာလည်းရောင်းတယ်မဟုတ်ပဲဒါကယေရှုခန္ဓာကိုယ်မဟုတ်တာလို့ပြောပြီးမှပေါ့ပြက်လက်ခံတယ်လို့လည်းရှိပြန်တော့နှစ်ခုလုံးကိုကျွန်တော်တိတ်လည်းမခံပါဘူးတအားကြီးလည်းတယူမတန်နဲ့ဒါပေမဲ့ယေရှုကဘာဖြစ်လို့မုတ်ကိုငါ့ကိုလို့ငါ့ကိုဖြစ်တယ်လို့ဘာကြောင့်ပြောလဲမုတ်ဆိုတာကအမတန်မှမာတဲ့ယုံဆန်ကိုဘာလို့လဲထုချီပြီးမှအမုံကျိတ်ရတာဖြစ်တယ်အဲ့ဒီအမုံကျိတ်တဲ့အရာကိုဘာဖြစ်လဲဆိုတော့မုတ်ဖြစ်လာတယ်စားလို့ကောင်းတဲ့မုတ်ဖြစ်လာတယ်အဲ့ဒီအမုံကျိတ်တဲ့အရာကိုစားလို့ကောင်းတဲ့အရာဖြစ်လာတယ်လို့ငါတို့ရဲ့ခန္ဓာကိုယ်အာဟာရအတွက်လည်းကောင်းစေတာဖြစ်တယ်ထိုနည်း၎င်းပဲယေရှုကဘာဖြစ်လို့ငါတို့ရဲ့သူ့ရဲ့ဒီမုတ်ကိုငါရဲ့ကိုဖြစ်တယ်လို့ဖော်ပြတယ်လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်လည်းတင်တဲ့ကျွန်ုပ်အတွက်အမုံကျိတ်ခြင်းခံရတဲ့ခန္ဓာကိုအောက်မိပါလို့ပြောတာဖြစ်တယ်အာမင်ဒါကြောင့်ဘာမုံမဆိုတင်သုံးလို့ရတာဖြစ်ပါတယ်အဓိကအမုံကျိတ်ရတဲ့မုံမှန်ရင်သုံးလို့ရတာဖြစ်တယ်ငါတို့အဓိကအောက်မိရမှာကငါအတွက်တဲ့အတွက်ချူးဖဲ့ခြင်းအမုံကျိတ်ခြင်းခံတဲ့ယေရှုရဲ့ခန္ဓာကိုအောက်မိဖို့ရန်အတွက်သုံးပါလို့ပြောတာဖြစ်ပါတယ်အာမင်နောက်တစ်ခုကျတော့စပိ
ကောင်းသောရှမာရိအမျိုးသားကဘာလို့လဲဆိုတော့ဂျေရခေါမြို့တို့ခရီးနေတဲ့အချိန်မှာဓမြတိုက်ချင်းခံရပြီးမှဒန်ယာဒီနဲ့လမ်းဘေးနားမှာလဲလို့တီလို့မျောနေတဲ့အချိန်မှာကောင်းသောရှမာရိကလာပြီးမှဘာလို့လဲဆိုတော့သူ့ရဲ့အနာအားလုံးကိုစပစ်ရည်နဲ့ဆေးပြီးမှဒန်ယာဒီအားလုံးကိုအဲ့ဒီစပစ်ရည်အုပ်ပြီးမှကုသပေးတာမတ်ထားအပြင်အနာကိုစပစ်ရည်နဲ့ကိုပေးတယ်အခုနပြောတဲ့ဒုစရိုက်ဗါတယ်ကာယကံဝစီကံဒါနဲ့တီမောသေစီမှာတင့်ရဲ့အစာအိမ်ကြောင့်မကြာခံရတဲ့အစာအိမ်ကြောင့်စပစ်ကြီးအနည်းငယ်တောက်ပါတဲ့ငါတို့ကကိုများတီမောသေမတ်လာမသိဘူးစပစ်ကြီးအနည်းငယ်မကဘူးပလင်းနဲ့ပါတောက်တယ်ရင်နွေးကြမ်းများထင်လားမသိဘူးနော်မမိုးမချင်းငါမပူသေးဘူးကွာဆိုပြီးမှဆက်ပြီးတော့တောက်ကြနော်မတ်ထားပါငါတို့ကတီမောသေမဟုတ်ပါဘူးလို့နော်တင်တီမောသေလို့တောက်ချင်တယ်ဆိုရင်သာသနာပြုတ်သွားလိုက်ပါနော်သာသနာပြုတ်သွားရင်းနဲ့တောက်တယ်ဆိုရင်တော့ကျွန်တော်ခွင့်ပြုတ်အောင်ပါဖရားလည်းခွင့်ပြုတ်အောင်ပါနော်ကိုကလည်းသာသနာပြုတ်လည်းမလုပ်ဘူးဗါလဲအုတ်တီပါဆင်းပြီးမှအလုတ်လုတ်တဲ့လူတယောက်ကမလီဆရာကြီးကျွန်တော်လေးကျမကြီးကြောင်းနည်းနည်းပပတောက်တာပါနော်ကဲအဓိကပြောချင်တဲ့အရာကအတွင်းနာမနောအပြစ်ဆိုတာနှမျိုးပဲရှိပါတယ်အပြင်အပြစ်ရဲ့အတွင်းအပြစ်ရဲ့အဲ့ဒီနှစ်ခုကိုစီကြောပြီးမှကုသပေးနိုင်တဲ့အရာကစပစ်ကြီးကလုံနိုင်တယ်လို့ငါတို့အတွင်းအပြစ်ရဲ့အပြင်ပြစ်ရဲ့အဲ့ဒါအားလုံးကိုစီကြောပြီးဖို့ခရစ်တော်ရဲ့အသွေးတော်ကတတ်နိုင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်စပစ်ကြီးသုံးခိုက်တဲ့အကြောင်းရင်းကအဲ့ဒါဖြစ်ပါတယ်မုတ်ကိုသုံးခိုက်တဲ့အကြောင်းရင်းကပါလေသူ့ရဲ့ခန္ဓာကိုချိုးဖဲ့ခြင်းခန္ဓာအောင်မြင်ဖို့ဖြစ်ပါတယ်အားလုံးမတတ်ထားရအောင်အဖထာဝရမြတ်စွာဘုရားကိုရောဤအသွေးတော်အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကိုရောဤအသားတော်အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်စားသုံးတဲ့ခါကာယခွန်အားကျမ်းမာခြင်းမကဘဲနဲ့ဝိညာဉ်ကျမ်းမာခြင်းလန်းဆန်းခြင်းပေါ်ပါခြင်းနဲ့အတူကိုရောနဲ့တဏိပိတဏိနီးကပ်လာပြီးမှတသားတကူတည်းဖြစ်လာဖို့ရအတွက်မဆပေးတော်မူပါကိုရရှင်ဖဖျားသခင်နဲ့တလုံးတဝတည်းဖြစ်စေတော်မူပါယနေ့ကျွန်တော်မကြာကျွန်တော်ရဲ့အထဲမှာဩတ္တပစိတ်မကြည်လင်မှုနဲ့ငါဒီအပြစ်ကြီးတယ်ငါဒီအပြစ်သားဖြစ်တယ်လို့မကြာစိတ်ထဲမှာခံစားရတဲ့အရာအတွက်လေကိုရောဤသွန်လောင်းပေးခြင်းကိုရောဤအသွေးတော်ကိုအောက်မေ့ဖို့ရန်အတွက်ဒီစပစ်ရီကိုကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကိုရရှင်ဖဖျားစာတန်ကိုအောင်စီတော့အသွေးတော်ကိုအောက်မေ့ဖို့ဖြစ်တဲ့အတွက်ကြောင့်ယနေ့ကိုရောကိုအောက်မေ့ဖို့ရန်အတွက်စပစ်ရီတောက်တုံတဲ့ခါမှာကောင်းချီးဖြစ်စေတော်မူပါကျေးဇူးချီးမွမ်းခြင်းနဲ့ယေရှုနာမအမည်ပြုပြီးဆက်ကပ်ပါတယ်အဖထာဝရဘုရားကျေးဇူးတော်ချီးမွမ်းမည်နိုင်တော်ချက်မှာဖို့ခါကျွဲရှက်ကြောက်ခြင်းနဲ့တေအလုံးယူဆောင်သွားပြီအိုးကျေးဇူးတော်နိုင်တဲ့ချက်တော်ဒီမြတ်တဲ့ချီးမွမ်းမည်ပြုစင်တဲ့ရှင်စေမှုပြီးပြင်းများလို့လေကိုရောထွေးပိုက်တော်မူပြီးBelieve don't take oh so
မေဆွေများတင်ထောက်လူကြီးတရားဝေပေးတယ်စပီးရင်နဲ့မုတ်ကိုမရသေးတယ်လို့ရှိခဲ့လို့ရှိရင်ကျေးဇူးပြုပြီးတော့လက်ထောင်ပြီးမှအမတ်ပေးစီချင်ပါတယ်အားလုံးရကြပြီလားရကြပြီเนาะကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်စပီးရင်နဲ့မုတ်ကိုစားတဲ့ခါမှာဆရာတယောက်နဲ့တယောက်လှုပ်ပုံလှုပ်နေလဲမတူတဲ့အတွက်ကြောင့်ကျွန်တော်နည်းငယ်အရင်ဆုံးပြောချင်တယ်။ကျန်းစာတစ်ပိုက်ဖတ်မယ်ဖတ်ပြီးတာနဲ့ကျွန်တော်မုတ်အတူစားရအောင်ဆိုတဲ့ခါမှာစားမယ်။ပြင်ကျန်းစာတစ်ပိုက်ပြန်ဖတ်မယ်။စပီးရဲ့အတူတောက်ရအောင်လို့ပြောမှပဲအတူတောက်ကြရအောင်လို့ထိုအခါစားလျက်နေကြစဉ်တွင်ယေရှုသည်မုတ်ကိုယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ၍ဤမုတ်ကငါ၏ကိုဖြစ်သည်ယူ၍စားကြလောဟုမိန့်တော်မူလျက်တပည့်တော်တို့အားပေးတော်မူ၏ဖတ်တော်တဲ့နှုတ်ကပတ်တော်ပေါ်မှာယနေ့ဂျိုးပဲချင်းခံရတော်ယေရှုရဲ့ခန္ဓာကိုအောက်မေ့တရိယာရင်နဲ့စိတ်နှလုံးထဲမှာဂျေဇုတော်ချီးမွမ်းပြီးမှအတူတကွမုတ်ကိုစားကြပါစို့ခွက်ကိုလည်းယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူ၍တင်တို့ရှိသမျှသည်တောက်ကြလော့ဤခွက်ကပရိညာန်တရားတင်နဲ့ဆိုင်၍လူများတို့၏အပြစ်ကိုလွတ်စေခြင်းငါသွန်းသောငါ၏အသွေးဖြစ်သည်လူများ၏အပြစ်ကိုလွတ်ပေးသောယေရှုရဲ့အသွေးတော်ကိုအောက်မိတဲ့အနေနဲ့အတူတကွစပီးကြီးကိုလည်းခွက်ကိုလည်းတောက်ကြပါစို့အခုချိန်မှာကျွန်တော်အဲ့ဒီထိုက်တန်လာသူတငယ်ဆိုတဲ့တခြင်းပဲ chorus လေးပဲကျွန်တော်ဆိုပြီးမှဆိုပြီးတာနဲ့အားလုံးအတန်လွင့်ပြီးမှကျေးဇူးတော်ကိုချီးမွမ်းမယ်အသွေးတော်ကိုတော့ကျေးဇူးတော်ချီးမွမ်းရအောင်ဒီခန္ဓာကိုယ်ချိုးဖဲခြင်းအတွက်ကျေးဇူးတော်ချီးမွမ်းကြရအောင်ဘုရားပေါ်မှာကျွန်တော်ဝမ်းသာဝမ်းမြောက်တယ်လို့မျိုးကျေးဇူးတော်ချီးမွမ်းရမှာပဲထိုက်တန်လာသူတငယ်Don't take also Bong Chintara Pusa So sad on me Chimji Alo let me out be my chim yao mien so night Chim yao mien so night Taro Yeshua Taro Yeshua Con cái chữ tu Con cái chữ Yeshua Yela Chân ban la tu Alo atan lu bi ma chu tu te ge wo chi mon cha ya ha ra ba 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 yeah
blended also bong chi chin tarapusa sa ao miên trên thiên chi nhau miên sông nai chi nhau miên sông nai ta đó Giêsu con kinh nghiệm sẽ tu Giêsu tê ca tu tình trái đàn là tu tình trái đàn là tu tình trái đàn là tu tình Mimi nai tabadi ro taro ko sono muri te aung loki taro ko chit moro muro khami ro phaya chit chin mita ne lewa karai ma khana ko sati pi atui ton ka apchit a long ko si cho pi do Yesu phaya yi Jesu tara ro di lakaw ကျွန်တော်ရဲ့အထဲမှာကျင်းဝတ်လျက်မြေကြီးစွန်းတဲ့အောင်တက်တီခံစီရုံကအဖခမဲတော်နဲ့မြေစင်တိုင်းမှာမိတ္တာရအဖွဲ့စီတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ကျင်းဝတ်ခြင်းအတူပါရှိခြင်းတကိုးပေးခြင်းကောင်းချီးမင်္ဂလာများသည်ယနေ့ဝတ်ပြုကိုးကွယ်ခြင်း၌လာရောက်ပါဝင်သူအကြီးငယ်အားလုံးပေါ်၌ဤကောင်းချီးမင်္ဂလာအဖျားဖျားယနေ့မှစိုက်ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသော Amen. Amen. ကျေးဇူးများတင်တဲ့ရောက်တဲ့ဖျားကောင်းချီးပေးပါစေ